သာသနာတော်ကိုကြီးညိုမြတ်နိုးချတဲ့ပုဂ္ဂိုလ်တိုင်းအ ਨੇ ဆုံးသောတာပန်ကလေးတော့ဖြစ်ချင်ကြမယ်ထင်ပါတယ်။ဘာဖြစ်လို့တော့ဆိုတော့သောတာပန်ဆိုတာအပေတကားပိတ်တယ်လို့ဆိုတော့အပေတကားတော့ဘယ်သူမှဖွင့်ထားခြင်းပုံမရပါဘူးနော်။အပေတကားပိတ်ပြီးတော့နိဗ္ဗာန်တကားကြီးပွင့်ပြီးတော့နေရမယ့်အခြေအနေမျိုးဆိုလို့ရှိရင်အလုံးဟာကိုယ့်ရဲ့ဘဝနောင်ရေးစိတ်ချပြီးတော့စိတ်ချလက်ချနေနိုင်တဲ့အနေအထားမျိုးဖြစ်မှာမဟုတ်သောတာပန်ဆိုတာဖြစ်ချင်ကြဒါကြောင့်မို့လို့သောတာပန်ဆိုတဲ့အဆင့်ကိုဘယ်လိုပုဂ္ဂိုလ်မျိုးဟာသောတာပန်လဲဆိုတာဒီကနေ့ညဘုန်းကြီးတို့တရားနာပြီးတဲ့အခါကြလို့ရှိရင်ကိုယ့်ကိုယ်ဆန်းစစ်ကြဖို့ပါဘုန်းကြီးကဓမ္မဒါသလို့ခေါ်တဲ့ဓမ္မကြေးမုံကလေးရှေးအခေါ်ပေါ့ဓမ္မမေရဓမ္မကြေးမုံမှန်ကလေးတစ်ချက်ကိုရုပ်ပုံလွှာကိုကိုကြည့်ကြလို့ရှိရင်မှန်ကလေးရှေ့မှာသွားရက်လို့ရှိရင်ရုပ်ပုံလွှာမပေါ်ဘူးလားအေးထို့တူပဲဒီကနေ့ညဗုဒ္ဓမြတ်စွာဟောကြားတဲ့တရားဓမ္မကိုနာယူပြီးတော့ထိုတရားဓမ္မသည်ဓမ္မာဒါသဓမ္မကြေးမုံလေးဖြစ်လို့မိမိတို့ရဲ့ရှေ့မှာထောင်ထားပြီးတော့ကိုယ်ရုပ်ပုံလေးကိုကြည့်ဖို့ပါသောတာပန်ရဲ့ရုပ်ပုံလွှာသည်ဓမ္မကြေးမုံမှာပေါ်လာပါလိမ့်မယ်တဲ့ထိုဓမ္မကြေးမုံမှာပေါ်လာတဲ့ရုပ်ပုံလွှာလေးနဲ့ကိုယ်ရုပ်ပုံလေးနဲ့ကိုက်နေလို့ရှိရင်ကိုယ့်ကိုယ်ရဲရဲတင်းတင်းငါသောတာပန်ဖြစ်ပြီလို့ကြုံဝါပြောဆိုနိုင်ပါတယ်အဲ့ဒါလို့ရုပ်ပုံလွှာခြင်းကမတူဘူးဆိုလို့ရှိရင်တော့သောတာပန်ဖြစ်ပြီလို့မပြောနိုင်သေးဘူးเนาะအေးအဲ့ဒါလို့ပြောနိုင်ဖို့ရအတွက်သောတာပန်ရဲ့ဘဝရုပ်ပုံလွှာကိုအရင်သိဖို့ဟာဒီဓမ္မကြေးမုံကလေးတစ်ချက်ကိုယူသွားနေ့စဉ်နဲ့အမျှမိမိဒီသောတာပန်ရဲ့ရုပ်ပုံလွှာလေးဟောဒီဓမ္မကြေးမုံထဲမှာမိမိရဲ့ရုပ်ပုံလွှာလေးဒီသောတာပန်ရုပ်ပုံလွှာပေါ်လာပလားဆိုတာစမ်းစစ်မပေါ်သေးပေါ်အောင်ကြိုးစားမိတ်ကနဲ့လိမ့်ပြီးတော့ပြင်လို့ရှိရင်တော့ဟာလာလူငယ်လေးကလည်းအဖိုးကြီးရုပ်ပေါက်အောင်လုပ်လို့ရတာပဲအဖွားကြီးလည်းပဲ16နှစ်အရွယ်ဖြစ်အောင်လုပ်လို့ရတာမိတ်ကနဲ့ပြင်တာမျိုးအဲ့တော့ဒီမှာတော့ဓမ္မနဲ့ပြင်ရမှာပေါ့နော်အေးဓမ္မနဲ့ပြင်လိုက်လို့ပေါ်လာတဲ့သောတာပန်ရုပ်ပုံတော်လေးကိုမြင်ရရင်ငါသောတာပန်ဖြစ်ပြီလို့ကိုယ့်ကိုယ်ကိုအပေတကားပိတ်ပြီလို့ပြောနိုင်ပါတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကိုကပြောခြင်းပြောတော့လို့ဆိုပြီးဒီသုတ်တံမှာဟောထားတာအေးနံပါတ်1ဘုန်းကြီးတို့သောတာပန်ဆိုတာဘာလဲဆိုတာကိုအရင်သိဖို့လိုတယ်သောတာပန္နဆိုတဲ့ပါဠိဘာသာစကားအပြည့်အစုံကသောတာပန္နလို့ခေါ်တယ်သောတာပန္နကိုမြန်မာတွေကဗမာလိုမပြန်မဲနဲ့သောတာပန်လို့နာငယ်တစ်ခုဖြုတ်ပြီးတော့နာငယ်ကိုအသက်ကလေးနဲ့သောတာပန်လို့တယ်လို့ခေါ်လိုက်တာအေးအဓိပ္ပာယ်ကဘာလဲသောတာအာပန္နလို့ပုံနှစ်မျိုးခွဲရသောတာဆိုတာတရားချက်ခင်သူတော်စင်ပြိဿတ်တို့သောတာဆိုတဲ့စကားလုံးဟာယဉ်နှီးပြီးသားအဓိပ္ပာယ်ကတော့နာသောတာဆင်တော်မူကြပါလို့ဆိုတဲ့စကားလုံးကြားဖို့ရမှာလားအေးနာသောတာဆင်ကြပါဆိုတာကြတော့အဲ့ဒီသောတာကနာဆိုတဲ့အဓိပ္ပာယ်ကြအခုသောတာပန်နာမှာပါတဲ့သောတာကနာဆိုတဲ့အဓိပ္ပာယ်မရဘူးတဲ့ရေစီးချောင်းဆိုတဲ့အဓိပ္ပာယ်နဲ့သောတာဆိုတာခေါ်ထားတာရေစီးချောင်းက metaphorically သုံးတဲ့စကားလုံးပေါ့တင်စားထားတာရေစီးချောင်းဒီသဘာဝရေစီးချောင်းပင်ကိုရေစီးချောင်းမဟုတ်ဘူးနိဗ္ဗာန်ကိုစီးဝင်သွားမဲ့ဓမ္မရေစီးချောင်းကိုသောတာလို့ခေါ်တယ်အေးသောတာဆိုတာဘယ်သူကိုပြောတာလဲလို့ဆိုလို့ရှိရင်ဘုရားမြတ်စွာကရှင်သာရိပုတ္တရာမေးလို့ရှင်သာရိပုတ္တရာဖြေထားတာရှိတယ်သောတာဆိုတာဟာတဲ့မဂ်ခင်8ပါးအကျင့်တရားကိုခေါ်ပါတယ်ဘာကိုခေါ်ပါလဲဒီသောတာပန္နဆိုတဲ့စကားလုံးမှာသောတာဆိုတာမဂ်ခင်8ပါးအကျင့်တရားမဂ်ခင်8ပါးအကျင့်တရားဆိုတာစာရဲပါရာတင်မဟုတ်ဘူးမိမိတို့တဏ္ဍာမှာဖြစ်အောင်လုပ်ယူရပါ
အားလုံးတရားချက်ခင်သူတော်စင်တွေသိကြတဲ့အတိုင်းမဂ္ဂင်၈ပါးဆိုတာသီလသမารိပညာဒီ၃မျိုးဖွဲ့စည်းထားတဲ့လူလောကလူတွေမှာရရှိနိုင်တဲ့အရေးချင်း၈မျိုးကိုပြောတာနော်သမ္မာဒိဋ္ဌိတဲ့ right understanding လို့ခေါ်တာဟော right view မှန်ကန်တဲ့အမြင်အမှန်တရားကိုမြင်လို့ရှိရင်သမ္မာဒိဋ္ဌိအဲ့ဒီသမ္မာဒိဋ္ဌိဆိုတဲ့အမြင်မှန်ကုသနာမှာရှိပြီဆိုရင်ကိုသောတဆိုတဲ့ရေစီးကြောင်းနဲ့ကိုရောက်နေပြီလို့ပြောတာနော်နိဗ္ဗာန်ကိုသွားဖို့ရေစီးကြောင်းကြီးရှိတယ်အဲ့ဒီရေစီးကြောင်းကြီးဟာချမ်းမဟုတ်ဘူးအဲ့ဒီရေစီးကြောင်းကြီးကိုမဂ္ဂင်၈ပါးနဲ့ဖွဲ့စည်းပြီးတော့ထားတာ right understanding တဘာဝအမှန်ဆိုပါတော့လူလောကကြီးကပြောမယ်ဆိုရင်တော့ problem ပေါ့ပြဿနာကြီးတစ်ခုပဲလူဘဝရထားတာပြဿနာတစ်ခုကိုရထားတယ်လို့ဖြေရှင်းရမယ့်ပြဿနာကြီးတစ်ခုရထားလူလောကမှာဘာပြဿနာတွေရှိတော့တခြားမတွေးနဲ့လူဘဝပြဿနာဖြေရှင်းလို့မရနိုင်တဲ့ပြဿနာတွေဘာလဲမွေးလာပြီးတဲ့နောက်အိုရတယ်ဆိုတဲ့စရာပြဿနာနာရတယ်ဆိုတဲ့ဗျာဒိသေယဆိုတဲ့မရဏအဲ့ဒီအိုနာသေးဆိုတဲ့ဒီပြဿနာ problem ကြီးဟာဖြေရှင်းလို့ရရလားအေးလုံးဝမရနိုင်ဘူးအဲ့ဒီပြဿနာအဖြေမရှိဘူးတော့မဟုတ်ဘူးအဖြေရှိဒီပြဿနာကြီးဘာကြောင့်ဖြစ်တယ်လဲပြဿနာကိုပြဿနာလို့သိဒုက္ခသိတာပဲဒါယတနာကိုပြဿနာလို့ပြောတာဒုက္ခမြတ်စွာဘုရားဟောတာဒုက္ခလို့ဆိုတာဘုန်းကြီးတို့ပြဿနာဆိုတဲ့စကားလုံးနဲ့ပြောင်းပြောတာနော်ဖြစ်ဟိုနာသေးဆိုတဲ့ problem ကြီးရှိနေတဲ့လူဘဝပြဿနာအဲ့ဒီပြဿနာကြီးရဲ့အကြောင်းရင်းကဘာလဲလို့အကြောင်းရှာတာဒုက္ခသမုဒယပြဿနာရဲ့အကြောင်းပြဿနာတစ်ခုဆိုတာအကြောင်းမဲ့မဖြစ်ဘူးအကြောင်းတစ်ခုပေါ်မှာမှီပြီးတော့မှဖြစ်တယ်အကြောင်းအဲ့ဒါဒုက္ခသမုဒယကိုမြင်တာဒါလည်း right understanding ပဲအမှန်ကန်မြင်ရပြဿနာရှိတယ်ပြဿနာရဲ့အကြောင်းတရားရှိတယ်ပြဿနာရှိရင်ပြဿနာငြိမ်းတာရောမရှိဘူးလားပြဿနာငြိမ်းသွားတာဆိုတာဒုက္ခនិရောဓဒီဟာကိုရှာတွေ့နိုင်တာလည်းပဲ right understanding ပဲသမ္မာဒိဋ္ဌိပြဿနာငြိမ်းချောင်းနိလန်းမရှိဘဲနဲ့ပြဿနာငြိမ်းတယ်ဆိုတာမရှိဘူးအဖြေရှိရမယ်အဖြေကိုသိတာလမ်းစဉ်ကိုသိတာဒုက္ခនិရောဓဂ ामि နိပฏิပဒါလိုက်ကြည့်လိုက်မယ်ဆိုရင်ပြဿနာရဲ့အကြောင်းရဲ့ပြဿနာဖြေရှင်းချုပ်ငြိမ်းမှုနဲ့ဖြေရှင်းတဲ့နိလန်းဆို၄မျိုးမရှိဘူးလားဘဝတစ်ခုကိုအဲ့ဒါလို့ဆင်ញင်သုံးသပ်လိုက်မယ်ဆိုလို့ရှိရင်ထိုပြဿနာကိုလည်းမြင်တယ်ပြဿနာရဲ့အကြောင်းရင်းကိုလည်းသိတယ်ပြဿနာငြိမ်းသွားတာကိုလည်းသိတယ်ငြိမ်းချောင်းလမ်းစဉ်ကိုလည်းသိတယ်အမှန်ကန်သိတာ right understanding သမ္မာဒိဋ္ဌိလို့ခေါ်တာပါအဲ့ဒီအသိဉာဏ်မိမိရပြီဆိုလို့ရှိရင်သောတလို့ခေါ်တဲ့ရေစီးကြောင်းထဲမှာနိဗ္ဗာန်ဝင်တဲ့လမ်းကြောင်းကြီးတဲ့ online ပေါ့ဗျာခုခေတ်လို့ပြောရင်ဟုတ်ကဲ့ online ဖြစ်သွားပြီသောတာပန်ဆိုတာအမှန်တော့ online ကိုပြောတာ line ထဲမှာဝင်နေတယ် line ထဲရောက်သွားပြီဘုန်းကြီးတို့တရားချက်ခင်သူတော်စင်ပြိဿတို့ online လား offline လားဒီ right understanding မရှိဘူးဆိုရင်တော့ offline ပဲဖြစ်နေမှာ online မရောက်သေးဘူးနိဗ္ဗာန်ဆိုတဲ့ online ထဲမှာနိဗ္ဗာန်ဝင်မဲ့လမ်းကြောင်းပေါ်မှာရောက်သွားဖို့လိုတယ်အဲ့တော့ online ဆိုတာသမ္မာဒိဋ္ဌိတစ်ခုတည်းမဟုတ်ဘူး10မျိုးနဲ့ဖွဲ့စည်းထားတာမှန်ကန်တဲ့အမြင်ကိုရဖို့ရအတွက်ဘာလို့လဲဆိုရင်မှန်ကန်တဲ့အတွေးရှိဖို့လို့ဒါကြောင့်မို့သမ္မာဒိဋ္ဌိပြီးတော့မြတ်စွာဘုရားကသမ္မာသင်္ကပ္ပဟောထားမှန်ကန်တဲ့အတွေးမှမတွေးနိုင်ဘူးဆိုရင်မှန်ကန်တဲ့အမြင်ရနိုင်ပါ့မလားအတွေးနဲ့အမြင်ဒီနှစ်ခုဟာအမြဲတမ်းရှင်းနေတယ်တရားချက်ခင်သူတော်စင်ပြိဿတို့အမြဲတမ်းစဉ်းစားကိုငါဘဝရလာတာပြဿနာကြီးတစ်ခုရလာတာတွေးတာတွေးတဲ့အခါကျတော့မှတို့လူဘဝဆိုတာတကယ်ပြဿနာကြီးပါလားလို့မြင်လာတဲ့အခါကျဒီပြဿနာကြီးကသူ့ဘာသူရောက်လာတာမဟုတ်ဘူးအကြောင်းတော့ရှိရမယ်အကြောင်းရှာလိုက်တယ်အကြောင်းတွေ့တယ်
တွေးလို့တွေးတာမတွေးရင်မတွေးဘူးဟုတ်ကဲ့အဲ့လိုပြဿနာတစ်ခုအကြောင်းကိုလည်းရှားတယ်ပြဿနာဖြစ်တာကိုလည်းမြင်တယ်ပြဿနာချုပ်ငြိမ်းတယ်ပြဿနာချုပ်ငြိမ်းတယ်အဖြေလမ်းစကိုလည်းသိတယ်လို့မတွေးလို့ရှိရင်မသိဘူးတွေးမှသိလို့သမ္မာဒိဋ္ဌိပြီးတော့သမ္မာသင်္ကပ္ပတွေးရမှာတရားချက်ခင်သူတော်စင်ပြိဿတို့တွေးဖို့မပြင်းနဲ့ကိုယ်ဘဝလေးကိုတွေးစားဖို့ရှိတွေးမနေနဲ့အိပ်ဖို့ရှိလည်းတွေးမနေနဲ့ငွေရဖို့ရှိလည်းတွေးမနေနဲ့ဘဝရဲ့အစစ်မှန်တဘာဝကိုဆင်ခြင်သုံးသပ်ဖို့လိုအပ်တယ်တဲ့အဲ့ဒါမှ online ဖြစ်မှာအဲ့လိုမဟုတ်ဘဲနဲ့အလုပ်အကိုင်ပဲတွေးနေမယ်ငွေရဖို့ရပဲတွေးနေမယ်စားဖို့ရပဲတွေးနေမယ်ပျော်ဖို့ပါဖို့တွေးနေမယ်ဆိုရင် online မဖြစ်ဘူးနော်နိဗ္ဗာန်လမ်းကြောင်းနဲ့ရောက်လာမှာမဟုတ်ဘူးဒါကြောင့်မို့လို့ဓမ္မနဲ့ပတ်သက်ပြီးတော့တွေးတဲ့အခါကျတော့ဓမ္မအမြင်ရလာအဲ့လိုရလာတဲ့တွေးနိုင်ဖို့အတွက်ဘာတွေလိုအပ်တုံးဆိုရင်ကြိုးစားဖို့လိုကြိုးစားပြီးတော့တွေးရမယ်သမ္မာဝါယာမကြိုးစားတယ်အတွေးထဲမှာမရှင်းတာတွေကိုရှင်းပြီးတော့ကြိုးစားတွေးတာသမ္မာဝါယာမတွန်းအားပေးတယ်သမ္မာဝါယာမကတွန်းအားပေးတဲ့အခါကျတော့ကိုတွေးတဲ့အကြောင်းအရာတစ်ခုပေါ်မှာစိတ်ဆိုင်ထားဖို့လိုအပ်တယ်အဲ့ဒါကသမ္မာတတိစိတ်ဆိုင်ထားပြီးတော့ထိုအာယုန်တစ်ခုပေါ်မှာစိတ်ကိုဥတီချက်ထားပြီးတော့တွေးနေတာသမ္မာသမာဓိပေါင်းလိုက်တဲ့အခါကျတော့သမ္မာဝါယာမလည်းတတိလည်းပါတယ်သမ္မာသမာဓိလည်းပါတယ်တွေးမှုတွေကိုအားပေးလိုက်တဲ့အခါကျတော့နောက်ဆုံးမှာသမ္မာဒိဋ္ဌိအမှန်ကိုမြင်သွားတယ်ဆိုတော့အလုံးဘယ်နှခုဖြစ်သွား၅ခုဖြစ်သွားတယ်အဲ့ဒါဟာမဂ္ဂင်၈ပါးထဲမှာတကယ်အလုံးလုံးနေတာဟောဒီ၅ခုသူတို့အလုံးလုံးနိုင်အောင်အကူအညီပေးတာတွေကဘယ်သူတို့သမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာစီဝကိုချင်းတရားကိုချင်းတရားရှိတဲ့ပုဂ္ဂိုလ်မှအမှန်ကန်တွေးနိုင်တယ်တဲ့ကိုချင်းတရားပြပြနေတဲ့ပုဂ္ဂိုလ်တယောက်ဒီအမှန်ကန်မတွေးနိုင်ဘာကြောင့်လဲဆိုလို့ရှိရင်တွေးတော့မယ်လို့စိတ်ကိုအာယုံပေါ်မှာတင်လိုက်တာနဲ့တပြိုင်နက်ငါမဟုတ်တာတွေလောက်လာတယ်ဆိုပေါ်လာတော့သူများတွေကမသိကျင်နေပဲစီကိုယ်စိတ်ကိုလိမ်လို့မရဘူးဟုတ်ကဲ့မကောင်းတဲ့အာယုန်တွေငါဘယ်တော့မှမဟုတ်တာတွေလုပ်ခဲ့တယ်ငါဘယ်တော့မှမဟုတ်တာတွေလုပ်ခဲ့တယ်အာယုန်လေးတစ်ခုပေါ်မှာစိတ်အစဉ်တင်လိုက်တာနဲ့တပြိုင်နက်အရှူနဲ့ invade ပေါ်လေချင်းနှင်းဝင်ရောက်ကျူးကျော်လာတာအဲ့ဒီအတွေးတွေကမှားယွင်းတဲ့အတွေးတွေကျူးကျော်လာပြီဆိုလို့ရှိရင်သမ္မာဒိဋ္ဌိဆိုဘလို့မှဖြစ်နိုင်တော့ဘူးနော်ဒါကြောင့်မို့လို့သမ္မာဒိဋ္ဌိမှန်ကန်တဲ့အတွေးတွေစိတ်ကြည်လင်းနေအောင်ဖြစ်စေတတ်တဲ့ကိုချင်းတရားလို့ခေါ်တဲ့သမ္မာဝါစာမှားတဲ့စကားဘယ်တော့မှမပြောဘူးနှုတ်နဲ့အကုသိုလ်မရှာဘူးသမ္မာကမ္မန္တကိုယ်တိုင်လှုပ်ဆောင်မှုနဲ့အကုသိုလ်မရှာဘူးသမ္မာအာဇီဝအသက်မွေးမှုနဲ့မဟုတ်တာမလုပ်ဘူးဆိုတဲ့ဟောဒီကိုချင်းတရားပြည့်ပြီဆိုလို့ရှိရင်ထိုပုဂ္ဂိုလ်ဟာတွေးလိုက်တာနဲ့တပြိုင်နက်စိတ်ကနေကြည်လင်နေတဲ့အခါမှာဖြောင်းဖြောင်းမတ်မတ်တရားပေါ်မှာဥတည်ပြီးတော့ရောက်သွားတယ်။ဒါကြောင့်မို့လို့သမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝစာလို့ပြောတဲ့အခါကျအဲ့ဒီသုံးခုကကိုချင်းသီလရှေးဥစွာပြည့်စုံစေရမှာနော်။အဲ့ဒါအခြေခံပြီးတွေးတဲ့အခါကျတော့မှခုနက၅မျိုးနဲ့ဥတည်ပြီးဆံရဟောဒီ၅မျိုးသည်သူ့အလုပ်သူလုပ်ကြတာသူ့အလုပ်သူလုပ်တာစုပေါင်းပြီးတော့လုပ်ကြတာဘုန်းကြီးတို့တရားချက်ခင်သူတော်စင်ပြိဿတို့တရားပွဲလာတဲ့အခါကျတော့ကဲလမ်းလျှောက်လာတယ်ဆိုတော့လမ်းလျှောက်တာဘယ်သူကလျှောက်ခြေထောက်ကလျှောက်လမ်းကိုကြည့်ပေးတာဘယ်သူကမျက်စိကလမ်းလျှောက်နိုင်ရလားမျက်စိရဲ့တာဝန်ကကြည့်ဖို့လေးတစ်ခုပဲလမ်းလျှောက်ဖို့တာဝန်ကခြေထောက်ရဲ့တာဝန်သူ့တာဝန်သူလုပ်တယ်ထို့တူပဲသမ္မာသင်္ကပ္ပကတွေးပေးတာသမ္မာဝါယာမကအဲ့ဒီတွေးနေဖို့တွန်းအားပေးတာသမ္မာတတိကအာယုန်တစ်ခုကိုစိတ်ထဲမှာအာယုန်နဲ့ရရှိနေအောင်ကြွာမသွားအောင်ထိန်းပေးနေတာသမ္မာသမာဓိဆိုတာတွေးရမယ့်အာယုန်ပေါ်မှာစိတ်ကို focus လုပ်ထားတာချိန်ပေးထားတာအဲ့ဒါလို့တွေးလိုက်တဲ့အခါကျတော့မှသမ္မာဒိဋ္ဌိအမှန်မြင်တယ်ဆိုတာဖြစ်လာတာအမှန်မြင်မှုဟာဉာဏ်ရဲ့ကိစ္စ
သူကမြင်ယုံမြင်နိုင်တာခုနကမတွေးနိုင်ဘူးအာယုန်တစ်ခုကိုသူကစိတ်ဆိုင်မထားတတ်ဘူးအာယုန်တစ်ခုရှိတဲ့နေရာကိုစိတ်ကိုစုပြီးတော့မပေးနိုင်ဘူးစုပေးလို့အလုံးကဝိုင်းခုလိုက်တဲ့အခါမှာသူကမြင်ယုံမြင်တာနော်အေးထို့တူပဲတရားဓမ္မတွေဟာအလုံးစုပေါင်းပြီးတော့လုပ်ကြတာအဲ့လိုလုပ်နိုင်အောင်ဘဂင်၈ပါးထဲမှာသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဆိုကိုချင်းသီလအခြေခံကောင်းနေရမယ်ကောင်းမှအတွေးတွေမှန်လာမယ်မှန်လာတော့မှအစဉ်တပြေသမ္မာဒိဋ္ဌိဉာဏ်ကိုရနိုင်တဲ့အဲ့ဒီမဂ္ဂင်၈ပါးကိုပဲဒီနေရာမှာသောတာလို့ခေါ်ပါတယ်ဟောတာနိဗ္ဗာန်ရဲ့ line ပဲ street ပေါ့သောတာဆိုတာရေစီးတဲ့ရေစီးကြောင့်လည်းရောက်သွားလို့ရှိရင်ထိုရေစီးသည်နိဗ္ဗာန်တည်းဟုသောသမုဒ္ဒရာသို့စီးဝင်နေတာဖြစ်သောကြောင့် online ကိုက line ပေါ်ရောက်သွားပြီလို့ဆိုမဂ္ဂင်၈ပါးကျင့်တရားပေါ်မှာကိုယ်စိတ်ဟာမတည်ဘူးဆိုလို့ရှိရင်ကိုက online လား outline လား online မဟုတ်ဘူး offline or outline ဖြစ်နေပြီဟုတ်ကဲ့ outline ဖြင့်ဘယ်လို့မှနိဗ္ဗာန်ကိုရမှာမဟုတ်ဘူးဒါကြောင့်မို့သောတာဆိုတာမဂ္ဂင်၈ပါးကိုခေါ်တာပါတရားချက်ခင်သူတော်စင်ပြိဿတို့ရဲ့တဏ္ဍာမှာဖြစ်နိုင်တဲ့အရာကြီးပါဟုတ်ကဲ့အဲ့ဒီသောတာလို့ဆိုတဲ့နိဗ္ဗာန်သွားတဲ့လမ်းကြောင်းကြီးပေါ်မှာအာပန္နဆိုတာရောက်ရှိသွားတဲ့ပုဂ္ဂိုလ်လို့ဒီလိုပြောတာhighway ကြီးဆိုလည်းပဲ highway ပေါ်မှာကားရောက်သွားပြီဆိုလို့ရှိရင်မောင်းတာသွားတော့ကိုယ့်ရဲ့ destination ရောက်ကိုရောက်မှာပဲဟုတ်ကဲ့မရောက်ချင်ဘူးဆိုလို့လည်းမရဘူးဒီရောက်ရမယ့်အချိန်ချင်းကတော့တူချင်မှတူမယ်ပေါ့ကိုသွားရမယ့်ခရီးရဲ့အတိုင်းအတာတိုင်းပေါ့ဒါလမ်းကြောင်းပေါ်မှာကိုစတက်လိုက်ပြီဆိုရင်အဲ့ဒီလမ်းကြောင်းဥတီကျဲအတိုင်းမောင်းတာသွားရောက်ပြီထို့တူပဲခုနကပြောတဲ့သမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပဆိုတဲ့လူသဘာဝလူရဲ့ဘဝ problem ကြီးတစ်ခုဆင်ခြင်စဉ်းစားရကနေပြီးသဘာဝအစစ်အမှန်မြင်သွားလို့ရှိရင် online ဖြစ်သွားပြီလမ်းကြောင်းပေါ်ကိုရောက်နေပြီအဲ့ဒီလိုရောက်နေတဲ့ပုဂ္ဂိုလ်ကိုသောတာပန်လို့ခေါ်တာပါရှင်းတယ်နော်အေးသောတာပန်နဲ့ပြောနေတာမဂ္ဂင်၈ပါးလို့ဆိုတဲ့နိဗ္ဗာန်လောင်းချောင်းကြီးပေါ်မှာရောက်သွားတဲ့ပုဂ္ဂိုလ်ရောက်နေတဲ့ပုဂ္ဂိုလ်ကိုသောတာပန်လို့ခေါ်တာပါလို့မရောက်သေးရင်တော့သောတာပန်မဖြစ်ဘူးဟုတ်ကဲ့အေးကောင်းပြီသောတာပန်ရဲ့ဘဝရုပ်ပုံလွှာဆိုတော့ဘယ်လိုရုပ်ပုံတွေရှိနိုင်လဲသောတာပန်မြတ်စွာဘုရားသခင်ကိုရောမြတ်ကသုတ်တံမှာဟောတာဘုန်းကြီးတို့ပါဠိရွတ်တာကတော့ပါဠိနဲ့ပတ်သက်ပြီးတော့အကုန်လုံးနားမလည်တောင်မှပဲမြတ်စွာဘုရားဟောတာပါဠိဘာသာနဲ့ဟောတာပါလားလို့အလေးချင်းလေးရအောင်ပါဠိလေးတော့ရွတ်ရသေးတာပေါ့နော်ယတောခောကပတိရိယသဝကတယတောခောကပတိရိယသဝကတပင်စဗယာနိဝေရာနိဥပသန္တာနိဟောတိစတုဟိသသောတပတ္တိယင်္ဂေဟိသမနာကတောဟောတိရိယောသတ္တညာယောပညာယတုဒိဋ္ဌောဟောတိသုပ္ပတိဝိတောသောအကိဉ္ခမနောအတ္တနာဝအတ္တနံဗျာကရေယခိနနိရယောမိခိနတိရိသနာယောနိခိနပိတိဝိတယောခိနပါယဒုက္ခတိဝိနိပါတောသောတာပန်နောဟမတမိအဝိနိပါဒဓမ္မောနိယတောသံဘောဓိပရာယနောဘုရားမြတ်စွာကဘယဝေရူပသုတ်တံမှာဂဟပတိအနာရဝိတထေကြီးရတောခောအခြင်းခါကာလ၌အရိယသဝကတမြတ်ဖြစ်စွာဘုရားရဲ့တပိသာဝကမှာပင်စံ၅မျိုးကုန်သောပယာနိဝေရာနိဖေးရန်တို့သည်ဥပသန္တာနိငြိမ်၍သွားကြလေကုန်မည်ရုပ်ပုံတော်လေးကိုကြည့်သောတာပန်ပုဂ္ဂိုလ်မှာဘေး၅မျိုးရန်၅မျိုးငြိမ်နေတယ်တဲ့ကိုယ်မှငြိမ်မလားမငြိမ်ဘူးလားဆင်ញင်စဉ်းစားရမယ်ဟုတ်ကဲ့ပင်စဗယာနိဝေရာနိဘေး၅မျိုးရန်၅မျိုးတို့သည်ဥပသန္တာနိငြိမ်၍သွားကြလေကုန်မည်
စတုဝီလေးမျိုးကုန်သောသောတာပတ္တိယင်္ဂိသောတာပန်အင်္ဂါတို့နှင့်လည်းပဲသမန္တာတော်ပြည့်စုံသည်ဟောတိဖြစ်၏အသထုရိယသဝကတိအရိယောညာယောမြင့်မြတ်ဖြူစင်တဲ့ဓမ္မလမ်းစဉ်ကိုလည်းပဲပညာဖြင့်သူဒိဋ္ဌောကောင်းစွာလာလမြတ်ပြည်သည်သူပฏิဝေတော်ကောင်းစွာထိုးထွင်း၍တရားပြည်သည်ဟောတိစင်စစ်မသွေဖြစ်ပါပေတော့၏နံပါတ်1ကအရိယသာဝကမှာဘေး5မျိုးရန်5မျိုးဘေးကင်းရန်ကွာရှိနေရမယ်ဘေးရန်ခတ်သိမ်းငြိမ်းနေရမယ်လို့ပြောတာအေးမေတ္တာဘုရားမှာဘေးရန်ခတ်သိမ်းငြိမ်းကြပါစေနဲ့ဆိုကြတယ်မှာလားအေးဘေးကင်းရန်ကွာဘေး5မျိုးရန်5မျိုးငြိမ်းပြီးဖြစ်ရမယ်တဲ့နံပါတ်1ကသောတာပန်ရဲ့အည်အသွေး4မျိုးနဲ့လည်းပြည့်စုံရမယ်နံပါတ်3ကမှန်ကန်တဲ့လမ်းစဉ်ကိုအသိပညာဖြင့်ထိုးထွင်းသိမြင်ပြီးဖြစ်ရမယ်ဟောဒီအချက်3ချက်ဟာသောတာပန်ရဲ့ဘဝသရုပ်ပါဘဝရုပ်ပုံလွှာပေါ်လာသောထုရိယသဝကတိအကင်္ခမနောပြောဆိုလိုတဲ့အခါမှာအတ္တနာဝမိမိကိုယ်တိုင်သာလဲအတ္တနာမိမိကိုဗျာကရေယထုတ်ဖော်ပြောဆိုနိုင်ပါပြီအဟံငါသည်ခိနနိရယောငရဲဂုံမြည်သည်ငါအခုငရဲအိုးဆိုတာမရှိတော့ဘူးပြောနိုင်တယ်ဟေးငါကလုံးမငရဲမချဘူးငါငရဲအိုးဂုံသွားပြီငါအတွက်ငရဲအိုးမရှိဟုတ်ကဲ့ခိနနိရယောဂုံပြီးသောငရဲရှိသည်ဝါငရဲကိုရောက်စေတတ်တဲ့အကုသိုလ်ကံဤဂုံပြီး၍သွားသည်ခိနတိရိစ္ဆာနယောနိတရိစ္ဆာန်ဘဝငါအတွက်နေရာမရှိသည်ဟောတရိစ္ဆာန်ဆိုတာလည်းငါအဖို့မရှိတော့ဘူးငါအတွက်တရိစ္ဆာန်ဘုံဆိုတာမရှိဘူးတရိစ္ဆာန်ဘုံကိုရောက်စေတတ်တဲ့အကုသိုလ်တရားတွေဂုံပြီးဖြစ်သည်ခိနပိဋိဝိတယောပြိတ္တာဘုံဆိုတာလည်းငါမှာဂုံပြီးသည်ဝါပြိတ္တာဘုံတို့ရောက်စေတတ်တဲ့ကံတရားတွေဂုံပြီးသည်ခိနပါယဒုက္ခတိဝိနိပါတောဂုံခံပြီးတဲ့ပဲဒုက္ခတိမှာကြာရောက်ခြင်းဆိုတဲ့သဘောတရားမရှိသည်ဝါကြာရောက်စေတတ်တဲ့အကုသိုလ်တရားတွေဂုံပြီးသည်အမိစင်စစ်မသွေဖြစ်ပါပေတော့၏ကိုယ်ကိုပြောငါအပေပေကြီးကလွတ်ပြီငါအတွက်ငရဲဆိုတာမရှိဘူးတရိစ္ဆာန်ဆိုတာမရှိဘူးပြိတ္တာဘဝဆိုတာမရှိဘူးဒီဘဝတွေနဲ့ငါဘယ်လိုမှဆဟလို့မရတော့ဘူးလို့ကိုယ်ကိုပြောနိုင်တယ်အဝိနိပါဒဓမ္မောမိမိရဲ့ဆန္ဒမပါဘဲကြာရောက်ခြင်းသဘောမရှိတဲ့နိယတောအစဉ်သာဝရမက္ခနိယမအားဖြင့်ခိုင်မြဲပြီးဖြစ်တဲ့သံဘောဓိပရာယနောအထက်ဉာဏ်နဲ့လဲလျောင်းရဝါအထက်ဉာဏ်တို့သာဧကံစင်စစ်ရောက်ရန်ဖြစ်တဲ့သောတာပန်သောသောတာပန်ပုဂ္ဂိုလ်သည်အတ္တမိစင်စစ်မဲ့တွေ့ဖြစ်ပါပေ၏ဟု၍ဗျာကရိယမုတ်ချမှန်စွာပြောကြားနိုင်ပါပေသည်ဟု၍ဘဂဝါရွှေဖုံးတော်သခင်ရှင်တော်မြတ်ဖရာသည်အဝေါစကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်းအဲ့ဒီအချက်တွေနဲ့ပြည့်စုံလို့ရှိရင်တော့ကိုငါမှအပင်ငရဲမရှိတော့ဘူးငါသောတာပန်ဖြစ်ပြီလို့ကိုယ့်ဘာကိုကြေညာနိုင်ပါတယ်မြတ်စွာဘုရားကဟုတ်ကဲ့ပြည့်စုံရမယ့်အချက်တွေကဘာတော့နံပါတ်1ကဘေး5မျိုးရန်5မျိုးငြိမ်းရမယ်ဘေး5မျိုးရန်5မျိုးငြိမ်းပြီးဖြစ်ရမယ်ယံဃပတိပါဏာတိပါတိပါဏာတိပါဒပစ္စယဒိဋ္ဌဓမ္မိကံပိပယံဝေရံပတ္တဝတိသံပရာယိကံပိပယံဝေရံပတ္တဝတိစေရတိကံပိဒုက္ခံဒေါမနတံပတိတံဝေဒေတိလောကမှာဘေးရန်ဆိုတာသူ့ဘာသူပေါ်လာတာမဟုတ်ဘူးတဲ့များသောအားဖြင့်ကိုလုံးလို့ရလာတာတန်ကိုတန်ကြီးကတန်ကိုဖြတ်တယ်ဆိုတာလို့ကိုဖြည့်စည်းနေကြတာဒီကနေ့ခေတ်ကြည့်လေလောကမှာတဘာဝအလှတွေတောတောင်ရေမြေတွေဘယ်သူဖြတ်လူတွေပဲဖြတ်နေတာတဘာဝတောတောင်တွေပြုံးသွားတဲ့အခါကျတော့ဒုက္ခရောက်တာဘယ်သူတွေရောက်လူတွေပဲရောက်တာလူတွေကကိုယ်သေးတွင်ကိုဒူးနေတာကြီး
အမတန်ဆန်းကျယ်တဲ့အမတန်ပြင်းထန်တဲ့လက်နဲ့ကြီးတွေဘယ်သူတီးထွင်တာလူတွေကတီးထွင်ပြီးတော့လူတွေပဲဒုက္ခရောက်အောင်ဟုတ်ကဲ့ကိုဖြည့်ဆည်းပြီးတော့နေကြတာကိုပြန်စဉ်းစားကြည့်ထို့တူပဲဘေးတွေရန်နေပေါ်နေအောင်ဘယ်သူကလို့ကိုလုံးနေကြတာဒါကြောင့်မလို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကဂဟပတိအနာတဘိန္တထေပါဏာတိပါတိသူသက်ကိုတပ်ဖြတ်ညှင်းဆဲလိရှိတဲ့ပုဂ္ဂိုလ်ဟာသူတစ်ပါးတဲ့ရဲဆက်ဆက်တတ်တယ်သူများတဲ့မရှောင်ဘူးမိမိကိုတတ်တယ်ဆိုတဲ့နေရာမှာကိုချိုးရှေ့တန်းတင်လောအားကြီးလို့သူများကိုတတ်တကယ်တော့တရားတဲ့အလုပ်မဟုတ်မတရားတဲ့အလုပ်လောဟိတပါဏိတဲ့သွေးစွန်းတဲ့လက်ရှိလောကမှာနေစဉ်နဲ့မြလူတွေစားဖို့တတ်နေကြတာဘလို့များလဲစဉ်းစားကြည့်နော်အေးဒီလိုဆိုလို့ရှိရင်တလောကလုံးတတ်လို့စားရင်ဒီတတ္တဝါတွေမသေးတော့ဘူးလားလို့ဆိုဒီလိုလဲတွက်လို့မရဘူးလူကအပျော်အနေနဲ့လဲတတ်ချင်တတ်တာပဲဟုတ်ကဲ့ဆင်ကြီးတွေစားတာဆင်ကြီးတွေကိုတတ်နေတာအသားစားဖို့တတ်တာလားအစွဲရောင်းကျင်လို့တတ်တာလားကဲဒါဆိုလို့ရှိရင်တတ်လို့စားရုံနဲ့ဆင်တွေကတော့လုံးဝမရှိလွတ်ပါမှာအေးဒီပြင်တတ္တဝါတွေလည်းပဲအမွေးလိုခြင်းလို့အသက်ခံရတာရှိတယ်အရေးလိုခြင်းလို့တတ်ခံရတာရှိတယ်ဒီပိသံမေတုဟိညတေကျက်တဲ့တဲ့အရေးလေးလှလှလေးအင်ကြီးချုံမယ်လက်ပွေးအိတ်ချုံမယ်ဟောအသားတော့စားတာမဟုတ်ဘူးနော်ကြားတွေကျက်တဲ့အရေးလေးကလှလို့တတ်ခံကုံစရောဓန္တေတုဟိညတေတဲ့ဆင်းနေတတ်ခံရတာစားတာမဟုတ်ဘူးအစွဲလိုခြင်းလို့တတ်တာအဲ့တော့လူတွေကတခုခုတော့တတ်နေကြအောင်ပါပဲအေးဒါကြောင့်မို့လို့လူတွေကိုအပါဏာတိပါတိသူရဲ့တက်ကိုတပ်ဖြတ်လေးရှိတဲ့ပုဂ္ဂိုလ်သည်ပါဏာတိပါဒပိစယသူရဲ့အသက်ကိုတပ်ဖြတ်ကျွလွန်မှုဆိုတဲ့ပါဏာတိပါဒအကုသိုလ်ကံကြောင့်ဒိဋ္ဌဓမ္မိကံမိယံဒိဋ္ဌဓမ္မိကံမိအဲ့တဲ့ဘေးဆိုးတွေကြုံနိုင်တယ်ရန်သူတွေလည်းကြုံနိုင်တယ်အပြင်းရန်ကိုကိုယ်ကကာကွယ်နိုင်တော့လည်းပဲကိုယ့်ရဲ့အတွင်းရန်ဟာအလွန်ပြင်းထန်နေတဲ့ဒေါသအတွင်းရန်သူများတဲ့ကိုတတ်တယ်ဆိုတာဒေါသမပါဘဲနဲ့တတ်လို့မရဘူးအေးတချို့ကထင်ကောင်းထင်ရင်လိမ့်မယ်ပြုံးရွှင်ရွှင်နဲ့သူများကိုသိနှက်နဲ့ပြစ်တတ်လို့ရှင်ဒေါသမပါဘူးလို့ထင်တာမဟုတ်ဘူးဒေါသနဲ့တတ်တာပဲနိုင်နေသည့်အတွက်ကြောင့်သူပြုံးနိုင်တာပြုံးတာကနိုင်တာကိုကြည့်ပြီးတော့ပြုံးတာမပြုံးခင်မှာအမုန်းကလေးရှိသေးတယ်ဟုတ်ကဲ့လားအမုန်းမပါရင်မတတ်နိုင်ဘူးတဲ့ချင်းကလေးတွေလူတွေလက်ဝါးကလေးနဲ့ရိုက်ပြီးတစ်ဖက်ဖက်ဟုတ်လားဘာဖြစ်လို့လူလာကြိုက်တော့ရားတယ်အဲ့တော့ချင်းကိုမုန်းတယ်ဟုတ်လားအေးအမုန်းကလေးချောင်းမို့လို့အမုန်းဟာကြီးတာလည်းရှိတယ်သေးတာလည်းရှိအမုန်းကိုအခြေခံပြီးတော့လူတွေကတတ်မှုကျွလွန်တယ်အဲ့ဒါလို့တတ်မှုကျွလွန်လိုက်တဲ့ဆိုကြတဲ့ကထိုသူရဲ့စိတ်ထဲမှာမေတ္တာဓာတ်ကလေးပြတ်သွားပြီးတော့ဒေါသဆိုတဲ့ယန္တုသည်သူ့ရဲ့စိတ်ထဲနှလုံးထဲမှာချင်းနှင်းဝင်ရောက်နေတာသူတတိမထားမိဘူးဒေါသဟာအတွင်းယံလို့ခေါ်တဲ့အပြင်ယံနဲ့ကိုကြောက်စရာကောင်းတယ်ကိုယ့်ရဲ့အကျိုးမဲ့ကိုပြုနိုင်တယ်ကိုယ့်ရဲ့အကျိုးမဲ့ကိုအပြင်ယံကကိုယ့်ကိုအကျိုးမဲ့ပြုတာနည်းနည်းဒေါသဆိုတဲ့အတွင်းယံကကိုယ့်ကိုမကောင်းကျိုးပေးတာကိုပြင်းထန်တယ်ဟုတ်ကဲ့ဧဒါကြောင့်မလို့ပါဏာတိပါဒပိစေယပါဏာတိပါဒလို့ဆိုတဲ့သူများအသက်ကိုတတ်မှုတည်ဟူသောအကြောင်းကိုအကြောင်းပြုသည်ဖြင့်ဒိဋ္ဌဓမ္မိကံပိပယံဝေရံမျက်မှောက်ဘဝမှာကြုံတွေ့ရတဲ့ဘေးနဲ့ရန်သည်ပတဝတိဖြစ်ပေါ်၍လာလေသည်သူများတဲ့တတ်တဲ့ပုဂ္ဂိုလ်ကမျက်မှောက်ဘဝမှာကြုံတွေ့ရဒါမှမဟုတ်ဝတ္ထုတွေထဲမှာခဏခဏတွေ့မုတ်ဆိုးတွေဟာနောက်ဆုံးကြတော့ဟုတ်လားတော်ရိုင်းတရိษံရဲ့လက်ချက်နဲ့တေးကြတာတချို့မုတ်ဆိုးတွေကဒီလိုပဲဘေးရန်အန္တရာယ်သူတို့မှအများအားကြုံနေတာပဲနော်တံပရာယိကံပိပယံဝေရံတမလွန်ဘဝမှာကြုံတွေ့ရမဲ့ဘေးနဲ့ရန်ကိုလည်းပဲပတဝတိဖြစ်ပွားစေတတ်၏မျက်မှောက်မှာလည်းဘေးရန်ကြုံတယ်တမလွန်ဘဝမှာလည်းဘေးရန်ကြုံတယ်
ကြောက်ကြောက်လန့်လန့်ဖြစ်လျက်ဘဝမှာထိတ်တလန့်နဲ့နေရတယ်ရန်သူတွေများတယ်ဟောပါဏာတိပါဒအဖြစ်ကနော်အဲ့ဒီဘေးရန်တွေကဘယ်သူကြောင့်ဖြစ်နေတာတော့ဆိုကိုလုံးတဲ့ပါဏာတိပါဒအမှုကြောင့်ဖြစ်နေတာအဲ့ဒီဘေးရန်တွေငြိမ့်ချင်ရှင်းရှင်းလေးအဖြေကပါဏာတိပါဒသူဤသက်ကိုသတ်ခြင်းမပတိဝိရဒတရှောင်လိုက်မယ်ဆိုရင်ဧဝံဤနိဖြင့်တံဝေရန်တံဗယံထိုဘေးနဲ့ယဟဥပတန္တငြိမ့်၍သွားခဲ့လေပြီဟောရှောင်လိုက်တာနဲ့ခုနပြောတဲ့ဘေးတွေရန်နေငြိမ့်မသွားဘူးလားငြိမ့်သွားတယ်မြတ်စွာဘုရားတရားတော်ကရှင်းရှင်းလေးလူတိုင်းနားလည်အောင်ဟောတာဒါကြောင့်မို့မြတ်စွာဘုရားလက်ထက်တော့9နှစ်သမီးလေးတွေကစသောတာပန်ဖြစ်တာရှိတယ်ဘုရားတရားတော်ကိုစိတ်ဆိုင်ပြီးနာဘာမှနားမလဲเสียအကြောင်းမရှိဘူးရှင်းရှင်းလေးကိုယ့်ဘဝနဲ့ဆက်ဟပ်ပြီးတော့ကြည့်အဝေးကြီးကိုရှာစရာမလိုဘူးဒီဘဝလောက်တာနောက်ဘဝမှာကျိုးပေးတာမဟုတ်ဘူးပါဏာတိပါဒလုံးတွေလုံးနေမယ်ဆိုရင်အခုဘဝမှာဘေးရန်တွေကြုံမယ်နောက်ဘဝဘေးရန်တွေကြုံမယ်နောက်တစ်ခုကစေတသိကံပိဒုက္ခဒေါမနတံပဋိတံဝေတိယတိစေတသိကံပိစိတ်၌လဲဖြစ်သောဒုက္ခဒေါမနတံဆင်းရဲခြင်းဝမ်းနည်းခြင်းကိုလည်းပဲပဋိတံဝေတိယတိခံစားရ၏သူများအသက်တတ်တဲ့ပုဂ္ဂိုလ်ကစိတ်ဒုက္ခအမြဲတမ်းရောက်တာငါများဘယ်တော့လာတတ်မှာတော့ရုပ်ရှင်တွေထဲမှာကြည်ဘူးတယ်မဟုတ်လားလူဆိုဘယ်တော့မှကောင်းအောင်ချမ်းသာတာအိပ်ရတယ်မရှိတော်ဘုံကြီးတွေဟုတ်ကဲ့စေတသိကံပိဒုက္ခစိတ်ထဲမှာခြောက်ခြားနေတာအမြဲတမ်းတဏှာကြီးတကားကားနဲ့စိတ်ထဲမှာခြောက်ခြားနေတာအေးချမ်းချမ်းနေလို့ရစေတသိကံပိဒုက္ခဒေါမနတံပဋိတံဝေတိဟောအမြဲတမ်းကြောက်လန့်ပြီးတော့သူ့ရဲ့ဒီခံစားချက်ကြီးကအမြဲတမ်းကြောက်လန့်နေတာပါဏာတိပါဒကရှောင်လိုက်ရင်တော့အဲ့ဒါတွေအကုန်ငြိမ့်သွားမယ်ဒါလက်တွေ့တရားနော်ပါဏာတိပါဒမပတိဝေရဒသာရှောင်ကျင်လိုက်မယ်ဆိုရင်ဧဝံဤသို့လင်တံဝေရန်တံဗယံထိုဘေးယံဟုသမျှသည်ဥပတန္တငြိမ့်၍သွားခဲ့လေပြီဟောမြတ်စွာဘုရားဘေး၅မျိုးရန်၅မျိုးဟောပါဏာတိပါဒကရှောင်လိုက်တာနဲ့ဘေးတစ်မျိုးနဲ့ရန်တစ်မျိုးငြိမ့်မသွားဘူးလားအဲ့ဒါအရင်ငြိမ်းရမယ်ထို့တူပဲကြည့်၅ပါးသီလအင်မတန်မှအရေးကြီးတာတချို့ကပြောတယ်၅ပါးသီလဘုရားဟောတာမဟုတ်ဘူးအမလီနေတဲ့သုတ်တန်တွေမဟုတ်မြတ်စွာဘုရား၅ပါးသီလအကြောင်းကြီးဟောတာစာမဖတ်ဘူးပဲနဲ့တော့မပြောသင့်ဘူးဘုန်းကြီးတို့နိုင်ငံသားတွေသင်္นานပို့ချတဲ့အခါမှာဘုန်းကြီးတို့ထည့်ပြောတယ်တချို့အနောက်တိုင်းကလူတွေကအထက်ကထာတွေမယုံဘူးတဲ့အထက်ကထာတွေကနောက်မှရေးတာဆိုတော့ဘုန်းကြီးကမေးတယ်မင်းတို့အထက်ကထာဘယ်နှအုပ်ဖတ်ဖို့လဲတအုပ်မှမဖတ်ဘူးပဲနဲ့မယုံဘူးပြောတာတော့သဘာဝမကျဘူးအထက်ကထာတွေမမှန်ဘူးလို့ပြောလို့ရှိရင်မင်းဘယ်နှအုပ်ဖတ်ဖို့လဲဖတ်ပြီးတဲ့အခါကျတော့မှဒါမှားတယ်ဒါမှမှားဘူးဆိုတာတော့ပြောတာယုတ်တိရှိတယ်ဟုတ်ကဲ့သဘာဝကျကိုယ်တိုင်လည်းမဖတ်ဘူးပဲနဲ့မှားတယ်မှန်တယ်ပြောတာသဘာဝကျပါဘူးဒါကြောင့်လို့သဘာဝမကျတဲ့အလုပ်မျိုးတွေကိုတချို့လုံးနေကြဒါကြောင့်မလို့ဘယ်ရာပဲဖြစ်ဖြစ်ကိုယ်တိုင်သိအောင်ကြိုးစားကြည့်ငါးပါးသီလဘုရားဟောမဟုတ်ဘူးလို့စွတ်ပြောနေတာဘယ်နှအုပ်ဖတ်ဖို့လို့ဣတိက30နိကေ9ပြဓမ္မခဏပေါင်း7400နဲ့ဘယ်နှအုပ်များဖတ်ဖို့မဖတ်ဘူးပဲနဲ့မပြောနဲ့ဟုတ်ကဲ့ဘုရားတရားတော်ကိုလေ့လာမယ်ဆိုလို့ရှိရင်authentic Buddhist teaching လို့ခေါ်တယ်။မြတ်စွာဘုရားဟောတဲ့တရားအစစ်အမှန်ကိုဖတ်ရင်ပိုကောင်းတယ်။ပိဋကတ်တော်ဘာသာပြန်တွေမြန်မာနိုင်ငံမှာရှိတယ်။ပထမတော့ဘာသာပြန်ထားတာတွေက၄ကောင်း၄ပဲသို့တော်လည်းဖတ်။ဗုဒ္ဓဇင်းဆိုပြီးတော့နာမည်တက်ထားတဲ့ရေးထားတဲ့စာအုပ်တွေကတော်တော်များများကိုယ်အတွေးခေါ်တွေထည့်ရေးထားတာ။ကိုယ်အတွေးခေါ်တွေအဲ့ဒီအချိန်မှာဆိုရင်ငါတွေးထားတာနဲ့ကြိုက်တယ်ဆိုဟုတ်တယ်အမှန်တရားကိုရနိုင်ဖို့ရာအတွက်ကတော့တကယ်အစစ်မှန်လေ့လာဖို့အမတန်မှလိုအပ်ပါတယ်ဟုတ်ကဲ့မြတ်စွာဘုရားဟောထားတဲ့တရားဓမ္မနိကေအားဖြင့်ပြောမယ်ဆိုရင်၅ခုရှိတယ်ဒီကနိကေတဲ့ရှည်လျားတဲ့သုတ်တန်တွေကြီးစုထား34သုတ်မစ္စည်းမနိကေတဲ့152သုတ်အလယ်လက်သုတ်တန်သာယုတ္တနိကေစံရအချက်လက်တွေစု
အင်္ဂုတ္တရနိကေတစ်ခုနှစ်ခုသုံးခုတစ်ခုစီတိုးပြီးတော့ရေးထားတယ်ခုတ်တကနိကေတဲ့ကျမ်းစာတွေစုထားအဲ့ဒီနိကေတွေတဲကဖတ်ကြည့်ပေါ့လေ့လာဖတ်ရှုပြီးတဲ့အခါမှာဘုရားဟောတယ်မဟောဘူးဆိုတာထိုသုတ်တန်တွေမှာမူရင်းအတိုင်းရေးထားတာရှိပါတယ်နော်အေး၅ပါးသီလဘုရားဟောမဟုတ်ဘူးလို့မပြောနဲ့ဘုရားဟောတာ၅ပါးသီလဘုရားမပွင့်ခင်ကပေါ်တာတော့မှန်တယ်ဘုရားမပွင့်ခင်ကဘယ်သူဟောရှေးဘုရားတွေခေါ်ခဲ့မှာပေါ့ဟုတ်ကဲ့ကတ္တမမြတ်စွာဘုရားလက်ထက်တုန်းကတရားပုဒ်တွေဂေါတမမြတ်စွာဘုရားလက်ထက်မှာရှိတယ်လေအာမခန္ဓာသုတ်ဆိုတာတတ္တလွတ်နဲ့ပတ်သက်တဲ့သုတ်တံကတ္တမဘုရားလက်ထက်ကသုတ်တံတစ်ခုအာလဝကသုတ်တံနဲ့မှကြည့်ကိန္တုတဝိတံပုရိသတ္တသစ္ထံဆိုတဲ့မေခွန်းတွေဘု து မေခွန်းလဲကတ္တမဘုရားရဲ့မေခွန်းတွေမေခွန်းနဲ့အဖြေမေခွန်းတွေတော့ကြံတယ်အဖြေလွှာတွေမေကုန်ဒါမို့အာလဝကကြီးမြတ်စွာဘုရားကိုမေးတာသူစီမှာဒါရေးထားလို့မေခွန်းတွေပဲကြံတော့တယ်အဖြေကမေ့သွားတော့ဘု து မေးဘု து ဖြေခဲ့တာတော့ဆိုရင်ဟောကတ္တမမြတ်စွာဘုရားမေးကတ္တမမြတ်စွာဘုရားဖြေခဲ့တာထို့တူပဲ၅ပါးသီလလည်းဘုရားဆုစုကလက်ခံဟောထားခဲ့တာနော်အေးအရိယကန္တသီလလို့ခေါ်တယ်အရိယပုဂ္ဂိုလ်တွေကမျက်မျက်နှိုးနှိုးလေးလေးစားစားကျင့်သုံးတဲ့သီလတဲ့သိပြီးတော့အရေးကြီးတယ်ဒါမို့၅ပါးသီလကိုခါဖို့ပစိုးကဲ့သို့မြဲရမယ်အေးတချို့တွေက၅ပါးသီလလျှော့ပြီးတစ်ပါးသီလလုပ်ချင်သေးတယ်လျှော့ဈေးဒီလောက်ပေးလို့ရှိရင်တော့ကြတဝက်ပဲနောက်တစ်ခုမှကြံတော့မှာမဟုတ်တော့ဘူးဟုတ်ကဲ့အေးတစ်ပါးသီလတွေဘာတွေမလုံးနဲ့၅ပါးသီလသေချာလိုက်စဉ်းစားကြည့်၅ပါးမပြည့်လို့ရှိရင်လူလောကမှာလူကောင်းဖြစ်ပါမလားဒီသူများသက်တတ်တာတော့ရှောင်တယ်သူဥစ္စာခိုးနေတဲ့လူဘယ်လိုလုပ်လူကောင်းဖြစ်နော်အေးထို့တူပဲဉာဏ်နဲ့တစ်ပါးကိုလက်ခံထားပြီးဉာဏ်တွေဟောက်ဖြစ်နေတယ်ဆိုဘယ်လိုလုပ်လူကောင်းဖြစ်အေးဒါကြောင့်မို့လို့ပါဏာတိပါဒသူ့တဲ့တတ်တာကရှောင်လိုက်ရင်ဘေးရန်တွေကင်းသွားမယ်ထို့တူပဲအဒိဏဒါနာအဒိဏဒါယီသူတစ်ပါးမပေးတဲ့ပစ္စည်းဥစ္စာကိုယာယူလေးရှိတဲ့ပုဂ္ဂိုလ်ဟာအဒိဏဒါယီအဒိဏအာဒါယီအဒိဏဆိုတာမပေးတဲ့ပစ္စည်းအာဒါယီကယူတာခိုးတာတခုတည်းမဟုတ်ဘူးဘိုင်ဖိုးစ်နဲ့ယူတာတို့လိန်ယူတာတို့ညားယူတာတို့အမျိုးမျိုးဒီထဲမှာပါတယ်ခိုးခြင်း25မျိုးဘယ်လိုနည်းနဲ့ခိုးဟုတ်ကဲ့အရိဏဒါနလို့ခေါ်တယ်ချို့ကခိုးမှတခိုးခေါ်နေတာနော်မဟုတ်ဘူးသူများပစ္စည်းကိုတနည်းနည်းနဲ့ယူတာဘယ်လိုနည်းနဲ့ယူမဟုတ်တဲ့ထေယသင်္ခတလို့ဆိုမယောသားတဲ့စိတ်နဲ့ယူတာမှန်တယ်ဗျအရိဏဒါနရှိတယ်ကောအေးအဲ့ဒီအဒိဏဒါယီသူတစ်ပါးမပေးတဲ့ပစ္စည်းကိုရယူတဲ့ပုဂ္ဂိုလ်ဟာအာရိဏဒါနပစ္စယသူတစ်ပါးပေးတဲ့ပစ္စည်းကိုရယူမှုဆိုတဲ့အကြောင်းကြောင့်တဏှိတိကံပိဗယံဝေရမတဝတိမြေပေါဘဝမှာကြုံတွေ့ရတဲ့ဘေးရန်တွေကိုလည်းဖြစ်ပေါ်စေတတ်တယ်။သခိုးလို့ဆွဆွဲခံရတဲ့လူလိမ်ကြီးလို့ဆွဆွဲခံရတဲ့လူညာကြီးသူများပစ္စည်းမတရားယူတယ်လို့ပြောခံရတယ်ဟုတ်ကဲ့တံပရာယိကံပိဗယံဝေရမတဝတိတမလွန်လောကမှာဖြစ်ပေါ်လာမဲ့ဘေးရန်တွေကိုလည်းပဲဖြစ်ပွားစေတတ်တယ်။နောက်ဝါကြလို့ရှင်လည်းကိုယ်ပစ္စည်းခိုးခံရတယ်။ဘယ်တော့မှကိုယ်ပစ္စည်းစုမိစောင်းပြီးတယ်လို့မရှိဘူးပျောက်ပြက်တဲ့ဤမျိုးမျိုးနဲ့အယူခံရတဲ့ရေမင်းမင်းခိုးသူမချစ်မချစ်သောအမွေခံသားဆိုသမီးဆိုဆိုရရန်သူမျိုး၅ပါးနဲ့ပျက်စီးသွားတယ်။အာရိဏဒါနရဲ့အကျိုးဆက်တွေနော်စေရတိကံပိဒုက္ခံဒေါမနတပရိသေဝရိစိတ်ထဲမှာလည်းပဲဆင်းရဲမှုဝမ်းနည်းမှုဆိုတာတွေကိုလည်းခံစားရတယ်အဒိဏဒါနပတိဝိရဒတအဒိဏဒါမှရှောင်လိုက်တဲ့အခါမှာဧဝံဤသို့လင်တံဝေရံတံပယံထုပြောခဲ့တဲ့ဘေးရန်တွေဟာဥပတန္တငြိမ်၍သွားလေတော်သည်ဟောတိစင်စစ်မသွေဖြစ်ပါပေတော့ဣတိဣတဗကမရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာသည်အဝေါစာကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်းအေးအဒိဏဒါနလုံးနေသမျှဘေးရန်တွေမငြိမ်းဘူးတဲ့အဒိဏဒါနကရှောင်လိုက်ထားတဲ့တကြိုင်နဲ့ဘေးရန်တွေငြိမ်းသွားမယ်ဘေ
ဘေးငါးမျိုးရံငါးမျိုးငြိမ်းရမှာဆိုတာငါးပါးသီလလုံရင်ဘေးငါးမျိုးရံငါးမျိုးငြိမ်းတယ်ပေါ့နော်ကာမေသူမိစ္ဆာစာရိကာမတို့၌မာရင်သောပြုခြင်းလေရှိတဲ့ပုဂ္ဂိုလ်သည်ကာမနဲ့ပတ်သက်ပြီးစီကံကလနာမထားဘူးကျွလွန်ဖောက်ဖျက်မှုတွေရှိနေတဲ့ပုဂ္ဂိုလ်ကာမေသူမိစ္ဆာစာအနောက်တိုင်းနေမှာကျတော့သမင်းစားရေတော့ဖြစ်နေတယ်နော်အဲ့ဒါသမင်းစားရေတော့ဖြစ်နေပြီကာမေသူမိစ္ဆာစာရဒလတာရီဆိုတာသူတို့နိုင်ငံမှာပြောလို့မရဘူးတချို့နိုင်ငံတွေမှာပြောလို့မရဘူးဒီဒါကြောင့်မို့လို့လေးလုံးယောဂတွေပေါ်တာလည်းဖြစ်မှာပေါ့နော်ဆိုးမဆိုးဘုန်းကြီးတို့မနေ့ကနယ်သာလန်သွားတယ်ဘုန်းကြီးတို့မေးတယ်နယ်သာလန်မှာသူတို့က homosexual relations homosexual နဲ့ပတ်သက်ပြီးတော့အလွန်စိတ်ဝင်စားတဲ့နိုင်ငံအဲ့ဒီနိုင်ငံတရားအနေနဲ့ by law နဲ့လည်းခွင့်ပြုထားတယ် homosexual သူတို့နိုင်ငံအဲ့ဒီ homosexual ဆိုခုမှပေါ်တာမဟုတ်ဘူးလို့ဘုန်းကြီးတို့ပြောပြစက္ကဝတိသုတ်တံတို့ပါလောကသုတ်တို့ဆိုတာစဉ်းစားကြည့်မြတ်စွာဘုရားဟောတာတော့လွန်ခဲ့တဲ့နှစ်ပေါင်း2500ခန့်တည်းကဟောဒီ homosexual လူရဲ့သက်တမ်းအသက်900သက်တမ်း900ဘောရမဘုရားပွင့်တာသက်တမ်း100မှပွင့်တာအသက်တမ်း900လူတွေရှိကြတယ်ဟောဒီ homosexual ပေါ်တာ homosexuality ကအဲ့ဒီကလေးကပေါ်တာဒါဖြင့်စာပေထဲမှာဘယ်လိုသုံးတော့ဆိုရင်မိစ္ဆာဓမ္မ wrong practice ပေါ့အဲ့ဒါကိုပဲသူတို့က right practice ဖြစ်ချင်လို့အမျိုးမျိုးမေးတာဟေးဘယ်လိုမှ right practice မဖြစ်ဘူးလို့မင်းတို့ wrong practice ပဲလို့တာအဲ့ဒီမှာအတ္တမရာဂဝိတမလောဘမိစ္ဆာဓမ္မလို့ဆိုတဲ့တရား၃မျိုးထွန်းကားလာလို့ရှင်လောကကြီးပျက်စီးသွားမယ်လို့မြတ်စွာဘုရားပါလောကသုတ်စိတ်ဝင်စားတဲ့ပုဂ္ဂိုလ်တွေအင်္ဂုတ္တမှာဖတ်ပါအင်္ဂုတ္တရနိကဘုန်းကြီးရဲ့ကျမ်းရင်းကိုညွှန်လိုက်ဟုတ်ကဲ့တိကနိဗ္ဗာန်ပါလောကသုတ်ကိုချိမယ်ဆိုလို့ရှိရင်အဲ့ဒီတရား၃မျိုးထွန်းကားလာရင်လူလောကကြီးပျက်စီးလိမ့်မယ်တဲ့မြတ်စွာဘုရားဖြေတာအဲ့ဒီထဲမှာအတ္တမရာဂဆိုတာဘာကိုပြောတာလဲဝိတမလောဘဆိုတာဘာကိုပြောတာမိစ္ဆာဓမ္မဆိုတာဘာကိုပြောတာလဲအထက်ကရာအဖွင့်ကိုကြည့်မယ်ဆိုရင်အတ္တမရာဂဆိုတာမတရားတဲ့တဏှာစိတ်ကိုပြောတယ်အဲ့ဒီမတရားတဲ့တဏှာစိတ်တရားမဲ့တဲ့တဏှာစိတ်ဆိုတာဟုတ်လားအမေနဲ့သားမောင်နှမချင်းချင်းအဖေနဲ့သမီးဆိုတဲ့မကောင်းတဲ့စိတ်တွေဝင်တာအဲ့ဒါအတ္တမရာဂလို့ခေါ်တယ်ဝိသမလောဘဆိုတာလူတွေမှာအချင်းချင်းရှိသင့်ရှိတိုက်တဲ့တဏှာရာဂတွေပို့ပြီးတော့လွန်ကဲတဲ့တဏှာ excessive craving ပေါ့ကြားခြင်းမမခြင်းတော့ဂေးပါတီတွေဂေးညီလာခံကြီးဂေးဆမ်းမဲ့တောင်နောက်ပေါ်နိုင်ဦးမှမသိဘူးဒီတရားတွေကကဘာနဲ့အဝံထွန်းကားလာ homosexuality ထွန်းကားလာသည့်အတွက်ကြောင့်ခုယောဂဇန်နေပေါ်နေတာပေါ့၄လုံးယောဂတော့ကြ၅လုံးယောဂ၆လုံးယောဂ9လုံးယောဂတွေဖြစ်လာတယ်မလွယ်ဘူးဒါကြောင့်မလို့မြတ်စွာဘုရားသခင်ကိုယ်တော်များဟောထားတာသိမှန်တာပဲကာမေသူမိစ္ဆာစာရိကာမတို့၌မှားယွင်းစွာပြုခြင်းလေရှိတဲ့ပုဂ္ဂိုလ်သည်ကာမေသူမိစ္ဆာစာရာပိစယကာမတို့၌မှားယွင်းသောအကျင့်ကိုကျင့်ခြင်းတည်းဟုသောအကြောင်းကြောင့်ဒိဋ္ဌရမိကမိဗယံဝေရံပတဝတိမျက်မှောက်မှာကြုံတွေ့ရမယ့်ဘေးရန်တွေကိုလည်းပဲကြုံတွေ့နေရတယ်ဘလောက်ဟုတ်တော့ကာမေသူမိစ္ဆာစာရာတွေကြောင့်မို့လို့အခုဒီဘေးတွေရန်တွေတင့်နေတာကုရနတ္ထိဆေးမရှိ incurable diseaseဟုတ်ကဲ့ဒီဘေးဒီရန်တွေဟာဒါကြောင့်ပေါ်တာတံပရာယိကံပိဝေရံတံပယတိတမလွန်ဘဝမှာတွေ့ကြုံရမယ့်ဘေးရန်တွေကိုလည်းပဲဖြစ်ပေါ်စေတတ်တယ်စေရတိကံပိဒုက္ခံဒေါမနတံပဋိတံဝေတိယတိ HIV positive တဲ့ဆိုကြတဲ့ဟုတ်လားစေတတိကဒုက္ခမပေါ်ဘူးလားစိတ်ဆင်းရဲနေပြီဟုတ်ကဲ့စေတသိကံပြီးစိတ်၌လဲဖြစ်တဲ့ဒုက္ခဒေါမနတံဆင်းရဲမှုဝမ်းနည်းမှုကိုလည်းပဲပဋိသင်္ဝေတိတမြိတ်မြိတ်နဲ့ခံစား၍နေရလေတော့၏မြတ်စွာဘုရားတရားဆိုတာဟောတဲ့အချိန်လေးတွေမှန်တာမဟုတ်ဘူးထာဝရမှန်တာဒါကြောင့်မို့လို့ဓမ္မဆိုတာထာဝရမှန်တဲ့အရာကိုပြောတာ
လွန်ခဲ့တဲ့နှစ်ပေါင်း1500ကတရားသည်ခဏခေတ်ထိမှန်းနေတော့နောင်လဲမှန်အောင်မှာပဲ။ဘာဖြစ်လို့အမှန်တရားကိုအမှန်တရားဆိုတာမပြောင်းလဲဘူးလူတွေသာပြောင်းလဲနေတာဟုတ်ကဲ့။စေတသိကံပိဒုက္ခဒေါမနတာပဋိသင်္ဝေဒိတိစိတ်ထဲမှာပေါ်လာတဲ့ဒုက္ခဒေါမနတာကိုလည်းပဲခံစားရတယ်။ကာမေတုမိစ္ဆာစာရပတိဝိရတသကာမေတုမိစ္ဆာစာရမှာရှောင်လိုက်တဲ့အခါကာလမှာဧဝံဤသို့လင်တံဝေရန်တံပယံထိုပြောခဲ့တဲ့ဘေးထိုပြောခဲ့တဲ့ယံဟုသမျှသည်ဥပတန္တံချုပ်ငြိမ်၍သွားရလေတော်ဤဒီတို့ဘဂဝါရွှေဖုံးတော်သခင်ရှင်တော်မြတ်ဖရာသည်အဝေါစာကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်းနောက်တစ်ခုကအခုဘေးသုံးမျိုးယံသုံးမျိုးရှိသွားပြီနောက်တစ်ခုကမုသဝါဒီမုသစကားကိုဆိုလေးရှိတဲ့ပုဂ္ဂိုလ်သည်မုသဝါဒဒီမုသဝါဒဆိုတာလည်းပဲကိုယ့်ရဲ့သာဝနေရေးအတွက်မုသဝါဒလုပ်တယ်ကိုကာကွယ်ဖို့မုသဝါဒလုပ်တယ်တစ်ဖက်သားဒုက္ခရောက်အောင်မုသဝါဒလုပ်တယ်မျိုးစုံရုပ်ပြင်ကနာထွက်ပြီးတော့မဟုတ်တာအဟုတ်လို့ပြောမယ်ဆိုလို့ရှိရင်တစ်ဖက်သားဒုက္ခမရောက်ဘူးလားအဲ့ဒီမုသဝါဒကိုဆိုးတယ်နော်တစ်ဖက်သားအကျိုးရုပ်သွားအောင်လုပ်တာတစ်ဖက်သားဒုက္ခရောက်သွားအောင်လုပ်တဲ့မုသဝါဒအပျော်ပြက်ပြောတဲ့မုသဝါဒတဲ့တစ်ဖက်သားအကျိုးရုပ်အောင်ပြောတဲ့မုသဝါဒမုသဆိုတာမမှန်တဲ့အကြောင်းအရာကိုဝါဒကပြောဆိုဖြစ်နေတာကတခြားပြောတာကတခြားအဲ့ဒါကိုမုသဝါဒမလေးမုသဝါဒဂုံတင်ရင်တော့မူသားမပါလင်္ကာမချောတဲ့နည်းနည်းလေးတော့ပို့ပြောလိုက်မှလင်္ကာလေးကချောကျင်နေတာဟုတ်လားနောက်ကြလို့ရှိရင်မူသားပါမှလင်္ကာချောတယ်လို့ဖြစ်တော့မှာပဲဟုတ်ကဲ့လားအေးကြက်လိန်နော်ပြောကြတယ်ဘုန်းကြီးတို့သီရိလင်္ကာမှာနေတော့ကသီရိလင်္ကာသမဏကြီးကသူငယ်ငယ်တုန်းကအတွေ့အကြုံတစ်ခုပြောပြတယ်သီရိလင်္ကာမှာ Sunday School တွေရှိအခုလိုအခြေခံဘုရားဘာသာတွေသင်ကြားပို့ချပြီးတော့ကဲမုသဝါဒပြောလို့လက်တွေ့အကျိုးခံရတာတခုပြောတာကျောင်းသားလေးတွေကိုမေးတယ်ဆရာကမုသဝါဒပြောတဲ့ပုဂ္ဂိုလ်ရဲ့လက်တွေ့ရရှိတဲ့အပြစ်တစ်ခုကိုပြောသမှာဆိုတော့မုသဝါဒဆိုတာမုသစကားဆိုမြညာမှုစကားမပြီးသွားမကြီးအဲ့ဒါနောက်ဘဝမှာဟုတ်ကဲ့အဲ့ဒါတွေကနောက်ဘဝမှာအခုဘဝဘာဖြစ်တုံးလို့ဆိုကျောင်းသားလေးတယောက်ကဖြေတယ်သူစကားဘယ်သူမှမယုံဘူးတဲ့အဲ့ဒါလက်တွေ့ခံရတာဟုတ်လားမူသားပြောတဲ့လူရဲ့စကားဘယ်သူမှမယုံကြတော့ဘူးနောက်ဒီလူကမယုံရဘူးလိန်တတ်တယ်ဖြစ်သွားဒါလက်တွေ့ခံရတဲ့အကျိုးတစ်ခုပဲဟုတ်ကဲ့မုသဝါဒီမုသဆိုလေးရှိတဲ့ပုဂ္ဂိုလ်ဒီမုသဝါဒဖြစ်เสียမုသပြောဆိုတဲ့အကုသိုလ်ကြောင့်ယံဒိဋ္ဌဓမ္မိကံပိပယံဝေရမျက်မှောက်ဘဝမှာကြုံတွေ့ရမယ်ဘေးရန်ကိုလည်းပဲပတဝတိဖြစ်ပွားစေတတ်၏တံပရာယိကံပိပယံဝေရတမလောဘဝမှာဖြစ်ပွားစေတတ်တဲ့ဘေးရန်ကိုလည်းပဲဖြစ်ပေါ်စေတတ်၏စေတသိကံပိဒုက္ခဒေါမနတံငါဘုသူ့ကိုဖြင့်လိန်လိုက်တယ်ငါလိန်ထားတာအလိန်ပေါ်သွားရင်ရှက်เสียကြီးဟုတ်လားစေတသိကံပိဒုက္ခဒေါမနတံစိတ်ထဲမှာတမြင့်မြင့်ခံစားရတဲ့ဆင်းရဲဒုက္ခဝမ်းနည်းကြေကွဲရခြင်းဆိုတဲ့ဒေါမနတကိုလည်းပဲပဋိသင်္ဝေဒိယတိခံစားရ၏ကောင်းတာတစ်ခုမှမရှိဘူးလိန်ပြီးလို့ရှိရင်ဟုတ်လားငါလိန်တာလူသိသွားရင်ရှက်เสียကြီးရှက်တတ်တဲ့လူကမရှက်တတ်တဲ့လူကတော့ထပ်လိန်ဦးမှာပေါ့နော်တချို့ကျတော့အရှက်ကုန်နေတာကိုအဲ့ဒါလိုဖြစ်လာတဲ့အခါကျတော့မုသဝါဒပฏิဝိရတတမုသဝါဒမှာရှောင်ကျင်လိုက်တဲ့ပုဂ္ဂိုလ်မှာတံဝေရံတံပယံထိုပြောခဲ့တဲ့ဘေးတွေရန်နေဆိုတာဥပတန္တံပြောင်းငိမ့်၍သွားလိမ့်ဘယ်သူမှမလိမ့်တဲ့ပုဂ္ဂိုလ်ကရဲတယ်လေငါဘယ်သူမှမလိမ့်ဘူးဘာပြောမှန်တာပဲပြောမယ်ဆိုရင်ပုဂ္ဂိုလ်ကလူတိုင်းကလည်းလေးစားကြတယ်ယုံကြည်ကြသူ့အနေနဲ့လည်းပဲငါမဟုတ်တာမှဘယ်တော့မှမပြောဘူးဆိုငါလိမ့်မိတာကြီးအလိမ်ပေါ်လိမ့်မယ်ဆိုတဲ့စိုးရိမ်စိတ်လည်းမရှိတော့ဘူးသူ့မှာနော်အဲ့ဒါကြောင့်မလို့တံဝေရံတံပယံထူပြောခဲ့တဲ့ပြီးထူပြောခဲ့တဲ့ယံဒီဥပတန္တံကြောင့်ငြိမ်း၍သွားခဲ့လေပြီဣတိတဘဂဝါရှိဘုံတော်သခင်ရှင်တော်မြတ်ဖရာသည်
အဝေါစာကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်းသူရမေရယမစ္ဆပမာဒထားယီမေလျောခြင်း၏အကြောင်းဖြစ်တဲ့သေတရေကိုတောက်စားလေးရှိတဲ့မူရစေဝါကိုသုံးဆွဲလေးရှိတဲ့ပုဂ္ဂိုလ်လောကကြီးကဆေးပြစ်ဝါပြစ်တယ်နော်ဘေးပြစ်ဝါပြစ်တော့မလို့ဆေးပြစ်ဝါပြစ်ကလေးတဲ့စားကောင်းတောက်ကောင်းတော့ချမ်းပါတယ်ဆိုပြီးတော့ညှိဝဲကြတယ်အရက်မဟုတ်ပါဘူးတဲ့ဘီယာလေးပါအမျိုးသမီးတွေတောင်တောက်တယ်လို့ကြားရတယ်ဘီယာကလေးနဲ့နော်အေးဘယ်လိုပဲအကြောင်းပြဘုန်းကြီးတို့ဆရာဝန်တွေကပြောပြဘူးလေဟာဒီမူရစေဝါအရက်ပဲဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်တောက်လိုက်လို့ရှိရင်လူရဲ့အုံနောက်ထဲကအတွေးအဉာဏ်တွေအုံနောက်ရဲ့ပုံပန်းတန်တန်ဟာနည်းနည်းပြောင်းသွားတယ်ပြောင်းသွားရင်အတွေးခေါ်တွေပြောင်းသွားအရက်တောက်တာလူကိုအဖက်ဖြစ်တယ်လို့ပြောတာနော်သူများနဲ့မတူတဲ့အတွေးတွေဝင်လာတတ်တယ်တဲ့ဟောမူရစေဝါတောက်တာကိုကြည့်လိုက်လေဒီအရေးလေးဝင်သွားရင်အရင်ကအနေထားမျိုးဟုတ်သေးရဲ့အဲ့လိုပြောင်းသွားမှတော့သူအကျင့်ကြီးဖြစ်သွားတာပေါ့ habitual practice ဖြစ်သွားပြီးတော့အဲ့ဒီအရေးလေးကဝင်တော့အတွေးလေးကပြောင်းနောက်တစ်ခါအရေးလေးဝင်အတွေးလေးကပြောင်းပင်ကိုအတွေးတွေပဲခြံတော့မဟုတ်လူရဲ့ရုပ်ခန္ဓာကပြောင်းသွားလို့ရှိရင်စိတ်ကလည်းပြောင်းသွားမှာပဲရုပ်နဲ့စိတ်ဆိုတာဆက်ဆက်နေတာနော်မှန်ကိုပဲကြည့်ပေါ့မှန်လေးကမှုံဝါးနေလို့ရှိရင်ရုပ်ပုံလွှာသည်ပြည်ပြင်ပါမှာထို့တူပဲမိမိရဲ့ရုပ်ခန္ဓာကျမ်းမာမှုမရှိဘူးဆိုလို့ရှိရင်ပေါ်လာတဲ့စိတ်လည်းမှုံဝါးဝါးပေါ့ဒီလိုပဲဖြစ်မှာပေါ့ရုပ်နဲ့စိတ်ကတွဲနေတာနော်ဒါကြောင့်မို့လို့ဆေးပြဝါပြကလေးကစပြီးတော့မူရစေဝါဆိုမတောက်တဲ့ဘူးတချို့ကပြောသေးတယ်ဒီကိုကြိုက်လို့ကိုတောက်ဘိုက်မှောက်ပြီးတော့အိတ်နေမဆဲနဲ့မဆိုနဲ့ဘာမှမဖြစ်ဘူးငရေမကြည့်ဘူးလို့အားပေးတဲ့လူကရှိတယ်ကြိုက်ရင်တောက်ကွာပိတ်အိတ်နေဟာကြိုက်ရင်တောက်ကဲအဲ့ဒါကိုစစ်စစ်ကြည့်ကြိုက်ရင်တောက်မှောက်ပြီးတော့အိတ်နေဆိုတဲ့လူအပြစ်မဖြစ်ဘူးလားဆိုတော့အပြစ်ဆိုတာဘာလဲစဉ်းစားအပြစ်ဆိုတာမိမိရဲ့အကျိုးဆုံးယုံသွားတာအပြစ်သူတစ်ပါးအကျိုးယုံဆုံးယုံသွားတာအပြစ်နှစ်ဦးသားရဲ့အကျိုးတွေထိခိုက်နစ်နာတာအပြစ်ဆိုတာအတ္တဗျာပါရာယပိတံဝတ္တတိတဲ့ကိုယ့်အတွက်ထိခိုက်တယ်ပရာဗျာပါရာယပိတံဝတ္တတိသူတစ်ပါးကိုထိခိုက်တဲ့ဥပယဗျာပါရာယပိတံဝတ္တတိနှစ်ဦးသားလုံးကိုထိခိုက်တဲ့အဲ့ဒါကိုအပြစ်လို့ပြောတာကဲအဲ့ဒီစံချိန်နဲ့ထိုးကြည့်တာနွန်လို့ခေါ်တယ်အဲ့ဒီစံနဲ့ criteria ပေါ့မှတ်ကြောက်နဲ့တင်ကြည့်လိုက်အရက်တော့ပြီးတော့ကြိုက်လို့မောက်အိတ်နေတယ်ဆိုတဲ့လူတယောက်ဟာသူ့မှာရတဲ့ရလိုက်တဲ့လူလောကမှာလူရည်လို့ဖြစ်လာတဲ့အခါရတဲ့ရလိုက်တဲ့အသိပညာဆိုတာရတဲ့ရလိုက်တဲ့စိစိမ်ဥစ္စာအတတ်ပညာစိစိမ်ဥစ္စာမရတဲ့မူလားအဲ့ဒါတွေရပါအောင်မလားအဲ့တော့သူ့မထိခိုက်ဘူးလားမှောက်အိတ်နေရင်သူ့ထိခိုက်နေပြီအချိန်နေအလဟတဖြုံးပြပြီတဲ့ဟုတ်ကလားလူဘဝမှာတတ်ရမယ့်ပညာတွေအများကြီးသိရမယ့်ပညာတွေကုသိုလ်တွေဥစ္စာတွေဟုတ်လားဒါတွေရရမယ့်ဟာတွေသူမရဘူးလက်လွတ်ဆုံးရှုံးနေတယ်အဲ့ဒါကြောင့်မို့လို့ကြိုက်ရင်တော့မှောက်အိတ်နေအပြစ်မရှိဘူးလို့ပြောလို့ရမှာသူ့အတွက်ထိခိုက်သွားတယ်သူ့အတွက်ထိခိုက်လို့ရှိရင်ကဲသူ့မှာမိသားစုနဲ့နေတာသူ့အလုံးမလုံးလို့ရှိရင်သူ့ရဲ့လှုပ်အားချန်တဲ့လူတွေကခံစားရပါမလားမခံစားရတော့မိသားစုလည်းထိခိုက်တယ်လို့ပြောရမှာအဲ့တော့ကြိုက်ရင်တော့မောက်အိတ်နေဆိုတာအပြစ်မရှိဘူးဆိုလို့ဘယ်လို့မှပြောလို့မရဘူးအပြစ်ဟာအပြစ်ပဲဟုတ်ကဲ့တချို့ကအဲ့ဒါလိုထင်ကြသေးတယ်အရက်ကြိုက်ရင်တော့ဘာမှမလုပ်နဲ့မဆဲနဲ့မဆိုးနဲ့မဆူနဲ့အိတ်နေဘာဖြစ်ဘူးလို့အောက်မိတ်ဖြစ်တယ်နော်သူရမေရယမစ္ဆပမာဒထာယိမေလျောကြီးအကြောင်းဖြစ်တဲ့တေယတိမူရေးဆိုပါတဲ့စားသုံးခြင်းစားသုံးနေတဲ့ပုဂ္ဂိုလ်မှာသူရမေရယမစ္ဆပမာဒဌာနတေယကို
တောက်စားမှုရခြင်းဆိုတဲ့အကုသိုလ်ကြောင့်ဒိဋ္ဌဓမ္မိကံပိဗယံဝေရမျက်မှောက်မှာကြုံတွေ့ရမယ်ဘေးနဲ့ရန်ကိုလည်းပဲပတဝတိဖြစ်ပွားစေလေတော့ဤတံပရာယိကံပိဗယံဝေရံတမလွန်ဘဝမှာဖြစ်ပေါ်ရမယ်ဘေးနဲ့ရန်ကိုလည်းပဲပတဝတိဖြစ်ပွားစေတော့ဤစေရတိကံပိဒုက္ခံဒေါမနတံအရွယ်ကလေးရှိတုန်းကဟောလာဘူးရစ်တောက်စားနေသူများလို့ဘုန်းကြီးတို့တခါဆရာဝန်ကြီးတယောက်တွေ့ဘူးတယ်မန္တလေးမှာတန်ငယ်ချင်းနေတဲ့နိုင်ငံခြားကို scholarship ရလို့ပညာသွားသင်ကြတယ်။အိုးတန်ငယ်ချင်းတွေကတော့စာကြိုးစားပြီးတော့ပါရဂူဘွဲ့ရလာတယ်။သူကတော့အရက်ဖိတောင်းလို့ပြန်လာတော့ဘာပါရဂူဘွဲ့မှမရခဲ့ဘူးဟုတ်လား။ဒီကြတော့ယာရုချင်းရှင်လိုက်တဲ့အခါကျတော့တန်ငယ်ချင်းတွေအောက်ကကြာစိတ်ထဲချမ်းသာပါမလား။အေးအဲ့ဒါပြောတာစေရတိကံပိဒုက္ခံဒေါမနတံစိတ်ထဲမှာဆင်းရဲရခြင်းဝမ်းနည်းရခြင်းဆိုတဲ့အကျိုးတရားကိုလည်းပဲပဋိသင်္ဝေဒိဋ္ဌိခံစားရလေတော့ဤကောင်းကျိုးဘယ်တော့မှမလာဘူးဟုတ်ကဲ့သူရမေရိယပိစ္ဆပမာဒဌာနာပฏิဝိရဒတမူရစေဝတောက်စားခြင်းသည်ရက်ကိုတောက်စားကျွလွန်မူရခြင်းမှပฏิဝိရဒတရှောင်ကျင်လိုက်မယ်ဆိုလို့ရှိရင်ဧဝံဤသို့လင်တံဝေရံတံပယံထိုဘေးပေါင်းရန်ပေါင်းသည်ဥပဒန္တံပြောင်းငြိမ်း၍သွားသည်ဟောတိစင်စစ်မဲ့သွေဖြစ်ပါပေတော့ဤဣတိတဘဂဝါရွှေဖုံးတော်သခင်ရှင်တော်မြတ်ဘုရားသည်အဝေါစာကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်းကဲငါးပါးသီလတွေအခုမြတ်စွာဘုရားကငါးပါးသီလကိုကျွလွန်လို့ရှိရင်ဘေးရန်ကြုံမယ်ရှောင်လိုက်တာနဲ့တပြိုင်တည်းအဲ့ဒီဘေးရန်ကြီးငြိမ့်သွားမယ်ဟောဘေး၅မျိုးရန်၅မျိုးငြိမ့်သွားရမယ်သောတာပန်ဖြစ်ခြင်းလို့ရှိရင်အဲ့ဒီအခုပြောခဲ့တဲ့ဘေးတွေရန်တွေငြိမ့်နေရမယ်စိတ်ဆင်းရဲမှုတွေမရှိစေရဘူးကိုယ့်ကိုယ်ဆန်းစစ်ကြည့်ဒါနံပါတ်1အချက်ဟုတ်ကဲ့အဲ့ဒီဘေးတွေရန်တွေကအခုရှောင်အခုငြိမ့်တာနော်အကာလိကောချိန်ဆောင်เสียမလို့ခုရှောင်အခုငြိမ့်တာငြိမ့်သွားပြီနံပါတ်1ဘေးရန်တွေငြိမ့်ပြီးတဲ့ကာလသွားပြီဆူတောင်းလိုက်ကြတာဘေးရန်ခတ်သိမ်းကင်းငြိမ်းကြပါစေဘေးရန်ခတ်သိမ်းကင်းငြိမ်းကြပါစေနဲ့ဆူတောင်းငြိမ်းခြင်းရဲ့အဒီတိုင်းလောက်ရမှာဟုတ်ကဲ့ကဲငြိမ်းသွားပြီဟောတာသောတာပန်ရဲ့ရုပ်ပုံလွှာတဲ့ကတစ်ခုပါငါးပါးသီလလုံခြုံသည့်တဲ့ကြောင့်ဘေးခတ်သိမ်းရန်ခတ်သိမ်းငြိမ်းပြီးတော့နေစိတ်ဘလောက်ချမ်းသာလိုက်မလို့စဉ်းစားကြည့်လိုက်စမ်းတကယ်တူတော်လူကောင်းကဲဖြစ်သွားပြီးတော့ဘေးခတ်သိမ်းရန်ခတ်သိမ်းငြိမ်းလို့အေးချမ်းတဲ့ဘဝလေးရောက်လာတဲ့အခါမှာနောက်တစ်ချက်လိုအပ်ချက်ကဘာလို့ဆိုရင်ဘာသာရေးယုံကြည်ချက်ရှိဖို့လိုအပ်တယ်အဲ့ဒါကဒုတိယအခြေနဲ့စတုဟိသသောတပတ္တိယင်္ဂေဟိသမန္တာကတောဟောတိစတုဟိ၄မျိုးကုန်သောသောတပတ္တိယင်္ဂေသောတပန်ပုဂ္ဂိုလ်ရဲ့အည်အသွေးအင်္ဂါရတ္တုနှင့်သမန္တာကတောပြည့်စုံသည်ဟောတိဖြစ်သောတပန်ရဲ့အည်အသွေးကဘယ်လိုရှိဘုရားမြတ်စွာဘုရားနဲ့အဝိဇ္ဇပတာဒေနအသိဉာဏ်သက်ဝင်၍နှစ်ကာကယုံကြည်ခြင်းလို့ဆိုတဲ့တတ္ထာပညာနှင့်သမန္တာကတောပြည့်စုံဘုရားကိုယုံတာနော်လက်ကောင်းလို့ကိုးကွယ်တဲ့ဖရာတလို့မဟုတ်ဘူးနော်ရန်ကုန်မြို့မှာကြီးကိုကြီးတို့လိုက်ပြီးပရိစိတ်ဓာတို့စုံနေတာပဲလေဘာအတွက်လှုပ်ကြတာလဲမြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့ဂုဏ်တော်ကိုယုံရမယ်ပုံမဟုတ်ဘူးနော်ပုံတော်ကနေပြီးတော့ဂုဏ်တော်ထိအောင်နှစ်ကာကသိပြီးအသိဉာဏ်နဲ့သက်ဝင်ယုံကြည်တဲ့တတ္ထာတရားတတ္ထာဆိုတာကပညာကမထိန်ရင်လမ်းမဖြောင့်ဘူးဒီဖရာတော့လက်ကောင်းလို့ကိုးကွယ်လိုက်အောင်ပဲအိမ်မောဒါပေမဲ့လက်မကောင်းဘူးဆိုဒီဖရာအိမ်မောထားမယ်မဟုတ်ဘူးဟုတ်ကဲ့လက်မရတော့ဘူးဆိုရင်ဖရာကိုးကွယ်ကြတော့မှမဟုတ်တော့ဘူးအဲ့ဒါလို့ကိုးကွယ်တာဟာလာဘရည်စူးပြီးတော့ကိုးကွယ်တာဖြစ်နေတယ်ခုခေတ်ကိုစဉ်းစားကြည့်နော်လောကမှာလူတွေဖရာကိုးကွယ်နေကြတာတကယ်ကိုအနှစ်သာရတတ္ထာနဲ့ပညာနဲ့ရှင်းပြီးတော့ကိုးကွယ်တာလားတခုခုစီးပွားတက်ခြင်းလို့လားအလောက်တိုင်လေးအစဉ်ပြေခြင်းလို့လားဆိုတာကိုစဉ်းစားကြည့်အလောက်တိုင်လေးအစဉ်ပြေခြင်းလို့စီးပွားတက်ခြင်းလို့နှလုံးလို့ဘာလို့ညာတို့ပေါ့လေ
အဲ့ဒါမျိုးတွေအတွက်ကိုးကွယ်နေသေးတယ်ဆိုရင်ဒါအဝိဇ္ဇပတာရမဟုတ်ဘူးသောတပန်နဲ့ဝေးနေပြီအဲ့ဒါဆိုရင်ရုပ်ပုံလွှာထဲမှာမဲ့မဲ့ကြီးပေါ်လာမှာပြုံးမှာမဟုတ်ဘူးဟုတ်ကဲ့အဲ့ဒါကြောင့်မလို့ဘုရားတော်မှာပဲအခုနာမည်ကောင်းကောင်းလေးတွေပေးပြီးတော့မှကိုးကွယ်ကြတာဘုရားတော်မှာပဲနာမည်ကောင်းမှအမျက်တော်ဖြေတို့အလိုတော်ဖြေတို့လာပါမူနီတို့ဟုတ်ကဲ့အေးအဲ့ဒါလို့မဟုတ်ရင်ဘုရားကိုးကွယ်မဲ့တောင်မချင်ဘူးမြတ်စွာဘုရားဆိုတာအကုန်လုံးဘုရားကိုယ်တော်မြတ်ဘုရားတိုင်းဟာလေးသိင်ခြင်းနဲ့ကဘာတသိပါရမီဖြည့်ခဲ့တာကြီးပဲမဟုတ်လားဘုရားတိုင်းဟာဂုဏ်တော်၉ပါးနဲ့ပြည့်စုံတာကြီးတယ်ဂုဏ်တော်ကနေဂုဏ်တော်ကိုရောက်ဖို့လိုအပ်တယ်အဲ့ဒါကိုလုပ်ပြီးတော့အနှစ်သာရကိုသိပြီးတော့မြတ်စွာဘုရားရဲ့အာယုန်ထဲမှာမြတ်စွာဘုရားရဲ့ဂုဏ်တော်ထဲမှာစိတ်ကလေးကိုနှိမ့်ညွတ်ပြီးအသိဉာဏ်ရှိဘုရားကိုကိုးကွယ်ဖို့လိုအပ်ပါတယ်ဘယ်ဘုရားဖြစ်ဖြစ်ရွှေရှိတဲ့ဘုရားမှမဟုတ်ဘူးကြီးပါတဲ့ဘုရားမှမဟုတ်ဘူးသေးပါရင်သေးဆိုတဲ့ဘုရားကိုးကွယ်မှမဟုတ်ဘူးနော်ဒီပြောရမယ်တော့အများကြီးပဲခုခေတ်ကနော်ဘုန်းကြီးတို့စကိုင်းမှာရှိတယ်ဘုရားတဆူမှာမဟိယင်္ဂနာဆိုတဲ့ဘုရားမူရင်ကမဟိယင်္ဂနာကာလယူလျောတဲ့အခါမရှိခဏဖြစ်ဘုန်းကြီးတို့ကတမိုင်းကြောင်းပြောပြီးတော့မဟိယင်္ဂနာလောက်ပါမရှိခဏမလောက်ပါနဲ့ဆိုတော့မရှိရင်ခဏဒီဘုရားကိုယ်ပဲမရှိရင်ခဏပဲပေါ့ရှိရမယ်သာဝရဆိုပြီးတော့အဲ့ဒီနာမည်လေးကိုမဖြောင်းနိုင်ဘူးလူတွေကဘုရားဟောတော်မှာဟုတ်ကဲ့အဲ့ဒါလို့အတွေးမျိုးဆိုရင်တော့အဝိဇ္ဇပတာရမဖြစ်တာသိထားတယ်နော်တရားကျခင်သရောတင်ပြိတ္တတို့ဒီအဝိဇ္ဇပတာရအတိညာနဲ့ဂုဏ်တော်တွေရဲ့အနှစ်သာရကိုသက်ဝင်ပြီးယုံကြည်တဲ့တရားတရားနဲ့ပြည့်စုံဖို့လိုအပ်ပါတယ်ဓမ္မေဝိဇ္ဇပတာရိနာသမဏဂတောဓမ္မနဲ့ပတ်သက်ပြီးတဲ့ကာလလည်းအနှစ်သာရရှိအတိညာနဲ့သက်ဝင်ပြီးယုံကြည်တဲ့တရားတရားနဲ့ပြည့်စုံရပါလိမ့်မယ်သံဃေဝိဇ္ဇပတာရိနာသမဏဂတောသံဃာတွေနဲ့ပတ်သက်လာလို့ရှိရင်လည်းအရိယာသံဃာတွေဟာမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ဟောကြားတော်မူတဲ့တရားတွေကိုမှန်ကန်စွာကျင့်ပြီးတကားလားထိုက်တန်တဲ့ပုဂ္ဂိုလ်တွေလို့ဂုဏ်တွေကိုသိပြီးတော့နှစ်ကယုံကြည်တဲ့တရားတရားရှိရမယ်ထို့တူပဲအရိယကန္တသီလအရိယာတွေမြတ်နိုးနဲ့ထိမ့်သိမ်းဆောက်ရှောက်တဲ့သီလကိုလုံးဝမကြိုမပေါက်မပြောင်းမကြားတပါးသီလဆိုတာမထားနော်၅ပါးပြည့်ဝတခုမှမကြိုးမပေါက်မပြောင်းမကြားပဲနဲ့ခုနတုန်းကဘုစိတ်တဆိုတဲ့တဏှာရဲ့ခြေချွန်မဟုတ်ဘဲနဲ့တဏှာတို့အယူဆတွေကနေပြီးတော့လွတ်မြောက်ပြီးတော့နေတဲ့ကိုချင်းတရားမျိုးဝိညုပတ္ထပညာရှိတွေကကိုချီးမွမ်းရမယ့်အနေအထားမျိုးသမာဓိသံဝတ္တနိကကိုချင်းသီလနဲ့ပြည့်စုံလာတဲ့အခါမှာခုနကပြောရတဲ့မဂ္ဂင်၈ပါးတဲ့ကသမာဓိစွမ်းအားကိုပေးနိုင်တဲ့ကိုချင်းတရားမျိုးအဲ့ဒီအရိယကန္တသီလနဲ့လည်းပြည့်စုံရမယ်။ဟောဘုရားကိုနှစ်ကာယုံကြည်မှုတရားကိုနှစ်ကာယုံကြည်မှုသံဃာကိုအသိဉာဏ်နဲ့နှစ်ကာယုံကြည်မှုအရိယကန္တလို့ဆိုတဲ့၅ပါးသီလမကျိုးမပေါက်မပြောင်းမကြားရအောင်၅ပါးလုံးပြည့်ဝကျင့်သုံးနိုင်မှုအဲ့ဒါသောတပန်ပုဂ္ဂိုလ်ရဲ့အရည်ချင်း၄မျိုးလို့ခေါ်တယ်သောတပတ္တိဉာဏ်ကဟုတ်ကဲ့ဒါကသောတပတ္တိဉာဏ်က2မျိုးရှိတယ်သောတပန်ဖြစ်ခြင်းအကြောင်းကလည်း4မျိုးရှိတယ်သောတပန်ပုဂ္ဂိုလ်ရဲ့အင်္ဂါကလည်း4မျိုးရှိအခုပြောတာကသောတပန်ရဲ့အရည်ချင်း4မျိုးဆိုဒီမှာသောတပန်မှာရှိတဲ့အရည်သောတပတ္တိဉာဏ်ကသောတပန်ဖြစ်ခြင်းရဲ့အကြောင်း၄မျိုးဆိုတာတော့သပ္ပုရိသသံတေဝသူတော်ကောင်းနဲ့ပေါင်းတတ္တမသဝနသူတော်ကောင်းတရားနာမှသောတာပန်ဖြစ်တာနော်တတ္တမသဝနသူတော်ကောင်းတရားကိုနာရှင်သာရိပုတ္တရာကြီးတော်မှာတရားနာမှသောတာပန်ဖြစ်တာနာရဲဆိုတာသင်တာပဲမနာပဲနဲ့သောတာပန်ဖြစ်တာဘုရားပဲရှိဟုတ်ကဲ့ကျမ်းနာမှုဆိုတာအမတ္တမလိုအပ်တယ်ယောနိသောမနတိကာရအမှန်ကန်တဲ့နှလုံးသွင်းရှိရမယ်ဓမ္မလူပฏิပတ်တိဓမ္မာနုဓမ္မပฏิပတ်တိအဆင့်မြင့်တဲ့လောကုတ္တရာတရားနဲ့လျော်တဲ့အကျင့်တရားကိုကျင့်ရမယ်အဲ့ဒီ၄မျိုးကသောတာပန်ဖြစ်ခြင်းအကြောင်းတရား၄မျိုး
အခုပြောတာကသောတာပန်ရဲ့သောတာပန်ဖြစ်ပြီးတဲ့အခါမှာရရှိတဲ့အရည်ချင်း၄မျိုးအဲ့ဒီအရည်ချင်း၄မျိုးနဲ့လည်းပြည့်စုံရမယ်ဒါနံပါတ်1ပြည့်စုံရမယ်အချက်နံပါတ်3ကတော့ဘာလို့အတ္တထိုရိယသဝကတိရိယောညာယောမြင့်မြတ်ဖြူစင်တဲ့လမ်းစဉ်ကိုပညာရအသိပညာဖြင့်သူဒိဋ္ဌောကောင်းစွာမြင်အပ်ပြီးဖြစ်သည်သောပတိဝိရောကောင်းစွာထိုးရင်းတရားသည်ဟောတိစင်စစ်မသွေဖြစ်ပါပေတော့အရိယညာယလို့ဆိုတဲ့အတေးခေါ်နဲ့ပတ်သက်တဲ့မှန်ကန်တဲ့လမ်းစဉ်ကိုပညာဉာဏ်နဲ့ဆင်ခြင်ပြီးလက်ခံကျင့်သုံးပြီးချိုးထွင်းသိမြင်ပြီးဖြစ်ရမယ်အဲ့ဒါကဘာလဲလို့ဆိုလို့ရှိရင်အကြောင်းကျိုးကိုဆင်ခြင်တတ်တဲ့ဉာဏ်ပဋိစ္စသမုပ္ပါလို့ဆိုတဲ့အကြောင်းကျိုးကိုဆင်ခြင်ပြီးတော့သိတဲ့ဉာဏ်အဲ့ဒီဆင်ခြင်ဉာဏ်လေးနဲ့ပတ်သက်ပြီးတော့တရားချက်ကံသူတော်စင်ပြိဿတို့ဒါကအမတန်မှအရေးကြီးတာခုနကပြောခဲ့တဲ့ဘေးရန်နေခင်းသွားပြီးတော့ငြိမ်းချမ်းတဲ့ဘဝကိုရပြီဘာသာရေးယုံကြည်ချက်ကလည်းပြင်းထန်မှုမှန်ကန်တဲ့ယုံကြည်ချက်ရှိတယ်ဗုဒ္ဓဝိသပတ္တာရဓမ္မေဝိသပတ္တာရသံဃေဝိသပတ္တာရအရိယကန္တသီလလို့ဆိုတဲ့ဟောဒီအချက်ကြီး၃ချက်နဲ့ပြည့်စုံလို့ရှိရင်ဟောဘာသာရေးယုံကြည်ချက်ကလည်းမှန်ကန်တယ်ခိုင်မြဲတယ်ဟောလမ်းစဉ်ကိုမှန်မှန်ကန်ကန်လမ်းစဉ်တစ်ခုကိုပိုင်ပိုင်နိုင်နိုင်သိဖို့မလိုအပ်ဘူးလားနိဗ္ဗာန်သွားဖို့လမ်းစဉ်ကြီးတစ်ခုကိုမှန်မှန်ကန်ကန်သုတ်ကင်ထားပြီးတော့သိဖို့အဲ့ဒါကဒီအချက်၄ချက်ဣမတမိန်တတိဣဒံဟောတိဣမတဥပါဒာဣဒံဥပ္ပစ္စတိမြတ်စွာဘုရားသခင်ကိုရောမြတ်က Buddhist causality ခေါ်တာပေါ့ကျိုးကြောင်းဆင်ခြင်တာဟောတာရှိလို့ဣမတမိန်ဤအကြောင်းတရားသည်တတိရှိခဲ့သောဣဒံဤကျိုးတရားသည်ဟောတိရှိ၍နေရလေဟောအကြောင်းရှိလို့ဒီအကျိုးလေးဖြစ်နေတာအကြောင်းကျိုးနဲ့ပတ်သက်ဣမတဥပါဒာဤအကြောင်းတရားဖြစ်ပေါ်လာခြင်းကြောင့်ဣမတဤအကျိုးတရားရဲ့ဥပါဒောဖြစ်ပေါ်၍လာခြင်းသည်ဟောတိဖြစ်၏ဟောဒါလေးရှိလို့ဒါလေးရှိဟောမျက်စိရှိလို့မြင်စရာကိုမြင်နေတာအကြောင်းနဲ့စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ဘုန်းကြီးတို့တရားကျင့်ခင်သူတော်စင်ပြိဿတို့မျက်စိကနေပြီးအရာဝတ္ထုတစ်ခုကိုမြင်တယ်ဆိုတော့လိုက်ပြီးတော့ကြည့်လိုက်မြင်စရာအရာဝတ္ထုရဲ့မျက်လုံးရဲ့ဒီနှစ်ခုဟာအဓိကအကြောင်းတရားနှစ်ခုဒါပေမဲ့လို့မြင်စရာလည်းရှိတယ်မျက်လုံးလည်းရှိတယ်အလင်းရောင်မရှိဘူးဆိုမမြင်ရဗျအလင်းရောင်လည်းရှိတယ်မြင်စရာလည်းရှိတယ်မျက်လုံးလည်းရှိတယ်သို့တော့ကိုကဟိုတွေးဒီတွေးနေရင်မမြင်ဘူးအဲ့တော့ပေါင်းလိုက်တဲ့အခါစာလို့ပြောတဲ့အခါကျတော့သက္ခုံသပတိဇာရူပိဇာဥပ္ပစ္စတိသက္ခုဝိညာဏမျက်လုံးရဲ့မြင်စရာအာယုံရဲ့အဲ့ဒီနှစ်ခုဒီကြားထဲမှာအလင်းရောင်ရဲ့နှလုံးသွင်းမှုရဲ့ဟောဒီ၄ခုပေါင်းလိုက်တဲ့အခါကျတော့မြင်သိတယ်ဆိုတဲ့စိတ်ဖြစ်လာတာအဲ့ဒီမှာမျက်စိနဲ့မျက်စိရဲ့မြင်စရာအာယုံရဲ့အလင်းရောင်ရဲ့နှလုံးသွင်းရဲ့ဟောဒီ၄မျိုးရှိသောကြောင့်မြင်သိစိတ်ဆိုတာဖြစ်တာဟောဒီအကြောင်းနေရှိလို့ဒီမြင်သိစိတ်ဆိုတဲ့အကျိုးဖြစ်လာတာလို့အကြောင်းနဲ့အကျိုးလက်တွေ့ဆင်ခြင်ဖို့လိုအပ်တယ်နော်အကြောင်းအကျိုးတွေဆိုတာသူကနဲ့သူရှိနေတာအဝေးကိုရှာစရာမလိုဘူးမြတ်စွာဘုရားဟောတဲ့တရားသည်လူတွေသိနိုင်တဲ့အကြောင်းအကျိုးတွေကိုမြတ်စွာဘုရားဟောလူတွေကမမြင်နိုင်တဲ့အကြောင်းတည်ပြီးတော့ရှာကြတယ်နော်ကိုမမြင်နိုင်တဲ့အကြောင်းပဲရှာတွေးနေကြတယ်ကိုမြင်နိုင်တဲ့အကြောင်းကြတော့မျက်ွယ်ပြုမြင်နိုင်တဲ့အကြောင်းကိုကြည့်အဲ့လိုကြည့်တဲ့အခါကျလို့ရှိရင်ဣမတမိန်တတိဣရံဟောတိဒါရှိလို့ရှိရင်ဟိုဟာရှိမယ်ဣမတဥပါဒာဣဒံဥပ္ပိသတိဟောဒီအကြောင်းတရားဖြစ်လာလို့ရှိရင်ဒီအကျိုးတရားဖြစ်ပေါ်လာလိမ့်မယ်ဣမတမိန်အတတိဣဒံနာဟောတိဟောတာမရှိဘူးဆိုလို့ရှိရင်ဟောဒီအကျိုးတရားလည်းမရှိဘူးကဲစဉ်းစားကြည့်လေအခုတရားစမီးတွေထွန်းထားတယ်ဖန်ကြောင်းတွေကလင်းနေလို့အလင်းရောင်ရှိနေတယ်မှလားကဲဒါမှောင်သွားလိုက်မယ်ဆိုရင်အလင်းရောင်မရှိဘူးဆိုရင်လင်းမအောင်မလားမလင်းရလို့ရှိရင်မြင်ရပါမလားဟောဒါရှိလို့ဒါရှိနေတယ်ဆိုတော့ထင်ရှားတယ်နော်အဲ့ဒါကိုပဲသင်္ခါရလို့ခေါ်တာအကြောင်းတရားတွေကပေါင်းပြီးလှုပ်ထားတာဒီအလင်းရောင်ကြီးကသူ့အတူဖြစ်နေတာမဟုတ်ဘူးဆိုင်ရာအကြောင်းတရားတွေကစုထားလို့အလုံးဟာအကြောင်းတရားပေါ်မှာမိတီးပြီးတော့အကျိုးတစ်ခုကိုထုတ်လုပ်နေတာ
သင်္ခါတသင်္ခတသင်္ခါရဒီသဘောကိုပြောနော်ဣမတနိရောဓဣရနိရောဓတိအကြောင်းတရားချုပ်သွားလို့ရှင်ကျိုးတရားလည်းချုပ်သွားလိမ့်မယ်ဟောအကြောင်းတရားမရှိတော့ဘူးဆိုရင်ကျိုးတရားလည်းငြိမ့်သွားအဲ့ဒီလိုကြောင်းကျိုးဆင်ခြင်တဲ့ဉာဏ်သိပြီးတော့လိုအပ်တယ်အဲ့ဒီသဘောတရားမှမသိလို့ရှိရင်တန်တရားနဲ့နိဗ္ဗာန်သဘောကျမှာမဟုတ်ဘူးတန်တရားနဲ့နိဗ္ဗာန်တန်တရားဆိုတာတန်တရားဖြစ်စေရတဲ့အကြောင်းတရားတွေရှိနေသေးသမျှတန်တရားအကြောင်းတရားတွေကုန်သွားလို့ရှိရင်တန်တရားချုပ်ငြိမ်းသွားတယ်အကြောင်းနဲ့အကျိုးပဲဟုတ်ကဲ့ဒီအကြောင်းတွေရှိနေသေးသမျှတော့ဒီအကျိုးဟာရှိနေဥမှာပဲဒီအကြောင်းတရားချုပ်ငြိမ်းသွားလို့ရှိရင်ဒီအကျိုးတရားချုပ်ငြိမ်းသွားလိမ့်မယ်ပဋိစ္စသမုပ္ပါဒ်ကိုဆင်ញင်စဉ်းစားတာတဲ့အဲ့ဒါပရိစ္ဆေသမုပ္ပါဒ်ကိုဆင်ញင်စဉ်းစားမှုမပြုနိုင်ဘူးဆိုရင်လူတွေကဘာဖြစ်တော့တလွဲတွေးပြီးတော့တလွဲမြင်ကုန်ကြတယ်လောကမှာဘာသာတွေအမျိုးမျိုးဖြစ်နေတာဟာဒီအကြောင်းကိုအမှန်မရှာနိုင်လို့ဘာသာတွေကွဲသွားတယ်ကြည့်လေလူဘဝကြီးတစ်ခုလုံးကိုစဉ်းစားကြတယ်လေဒီတို့ဘာကြောင့်လူရလို့လားဖြစ်လာတယောက်ကပြောတယ်ထာဝရဘုရားကြီးကဖန်ဆင်းလို့ပေါ့ဘုရားသခင်ကဖန်ဆင်းတာဆိုတာကိုသူတွေးပြီးတော့ပြောလိုက်တာအကြောင်းတရားအနေနဲ့ယူဆပြောတာဟုတ်ကဲ့တယောက်ကတော့ဟေးမဖြစ်နိုင်ဘူးထာဝရဘုရားဖန်ဆင်းတာမဖြစ်နိုင်လူဘဝရောက်လာတယ်ဆိုတာသူ့ဟာသူအကြောင်းပဲဖြစ်လာတာဟောအဟိတုကဝါဒအကြောင်းပဲဝါဒကိုလက်ခံ accidental အကြောင်းကိုရှာတယ်အကြောင်းကိုလက်ခံတဲ့လူရှိတယ်အကြောင်းကိုလက်မခံတဲ့လူရှိတယ်အဲ့ဒီမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကအကြောင်းရှိတယ်ခုနကထာဝရဘုရားဆိုတဲ့အကြောင်းမဟုတ်ဘူးဟောဒီအကြောင်းကဘာလဲလို့ဆိုရင်စစ်မှန်တဲ့အကြောင်းတရားတွေကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကပဋိစ္စသမုပ္ပါဒ်မှာရှင်းလင်းပြီးတော့ဟောထားတယ်အလွယ်လေးနားလည်အောင်ပြောမယ်ဆိုလို့ရှိရင်အတိတ်ကအကြောင်းအရာတွေကိုအချင်းချုပ်ပြီးပြောလိုက်ရင်နှစ်ခုပဲတွေ့မယ်ဘာတော့အမှန်မသိခဲ့တာလုံးသိမလုံးသိမသိခဲ့ဘူးတဲ့တို့တွေဟာအတိတ်တုန်းကဘာလုပ်ရမလဲ what should be done what should not be done ဘာလုပ်သင့်လဲဘာမလုပ်သင့်ဘူးလဲမသိခဲ့ဘူးဟုတ်ကဲ့မသိတာကိုစာပေကအဝိဇ္ဇာလို့ခေါ်တယ်မသိသည့်အတွက်ကြောင့်လုပ်ခဲ့တဲ့သင်္ခါရဟောမသိခဲ့သည့်အတွက်ကြောင့်အကောင်းလည်းလုံးမိတာပဲမကောင်းတာလည်းလုံးမိတာပဲသိမှမသိပဲကိုမလုံးသင့်တာလည်းလုံးမိတာပဲလုံးသင့်တာလည်းလုံးမိတာပဲဥပမာပါနဲ့ဒီလိုဆိုလို့ရှိရင်မျက်စိမမြင်တဲ့ပုဂ္ဂိုလ်တယောက်လမ်းသွားတဲ့အခါဖြောင်းတဲ့အခါဖြောင်းမဖြောင်းတဲ့အခါမဖြောင်းအေးအဲ့ဒါလိုပဲတန်တရားစခန်းမှာခီးသွားနေတဲ့အခါကျတော့အမှန်တရားကိုမသိတာအဝိဇ္ဇာမသိတာဒီအတွက်ကြောင့်ကုသိုလ်လည်းလုံးမိတယ်အကုသိုလ်လည်းလုံးမိတယ်သင်္ခါရအဲ့ဒီအကြောင်းနှစ်ခုကံနဲ့အဝိဇ္ဇာဆိုတာကိလေသာသင်္ခါရဆိုတာကံနဲ့ကိလေသာနဲ့ပေါင်းပြီးတော့အကျိုးတစ်ခုထုတ်လို့တာဝိညာဏတဲ့ဒီဘဝမှာပရိသေစိတ်ကလေးရလာတာဟုတ်ကဲ့အဲ့ဒီပရိသေစိတ်ကလေးရလာတာကိုအကြောင်းပြုပြီးထိုပရိသေစိတ်နဲ့ရှင်တဲ့စေတသိက်တရားတွေနံတရားတွေတိုးလာသူ့ကိုမြည်ပြုပြီးတော့ယုတ်တရားတွေဖြစ်လာဟောဝိညာဏပစ္စယနာမရူပံရလာတဲ့အခါဘာဖြစ်လာတော့ဆိုနန္ဒီယုတ်တွေကြီးထွားလာတဲ့အခါကျတော့ဝိညာဏနာမရူပပစ္စယသလာယတနာ organ တွေရလာတယ် sense organ မျက်လုံးလေးပါလာတယ်နားလေးပါလာတယ်နှာခေါင်းလေးပါလာတယ်ရှားလေးပါလာခန္ဓာကိုယ်ပါတဲ့စိတ်ထဲကအတွေးခံလေးပါလာဟောပါလာတယ်ရောဘာဖြစ်လဲမျက်လုံးလာတော့မျက်လုံးလေးလာတဲ့အခါမျက်လုံးလေးနဲ့ပြင်ပအာယုံကိုချိတာပေါ့ချိတဲ့အခါအပြင်ပနဲ့ဆက်သွယ်မှုမရဘူးလားမျက်စိနဲ့ပြင်ပနဲ့သွားဆက်သွယ်တယ်နားနဲ့အပြင်ကအသံနဲ့ဆက်သွယ်တယ်နှာခေါင်းနဲ့အပြင်ကလာတဲ့အနံ့ဆက်သွယ်လိုက်တယ်ရှားလေးနဲ့အရသာနဲ့ဆက်သွယ်တယ်ဟုတ်ကဲ့အေးအာယတနာတွေရလာလို့ရှိရင်ဆက်သွယ်မှုဆိုတဲ့သလာယတနာပစ္စယဖတ်တော်ဆိုတာမလားဟုတ်အေးဖတ်တာလေးလာလိုက်တဲ့အခါဆက်သွယ်မှုလည်းရလာကောင်းတဲ့အာယုံလေးမြင်လိုက်ရပြောတာနောက်ထပ်ကြည့်ချင်တယ်ကောင်းတဲ့အတန်လေးကြားလိုက်ရရင်အမလေးဒီအတန်လေးကြားလိုက်တာဒိတ်ကွေလေးဝယ်ဦးမှာပဲငကြက်ကလေးနဲ့ဖွင့်နားထောင်မှသချင်းလေးပေါ့မျိုးစိဟုတ်လားအေးအဲ့လိုကလို့နောက်ထပ်ခံစားချင်တယ်ဆိုတဲ့ဒါလေးကိုအာယုံပြုပြီးတော့ဒုက္ခရလာတာနဲ့တပြိုင်နက်နောက်ထပ်ထိုဒုက္ခမျိုးကိုရကျင်တဲ့အတွက်ကြောင့်ဝေဒနာပစ္စယတဏှာမဖြစ်ဘူးလားလူတွေကအကြောင်းအကျိုးဟာဒီလိုဆက်နေတာနော်
ကောင်းတာလေးစားရတဲ့အခါအမလီအရသာရှိလိုက်တာနောက်ထပ်စားကြင်လိုက်တာဟောဝေဒနာပစ္စယတဏှာပဲနှာခေါင်းထဲကမွှေးကြိုင်တဲ့ရေမွေးလေးအနှံလေးရဟေ့ဒီရေမွေးပဲဆိုင်ကဝယ်တော့သွားဝယ်အောင်မွှေးလိုက်တာကောင်းတာဟောနောက်ထပ်ရချင်လာတယ်ဝေဒနာပစ္စယတဏှာအဲ့လိုလို့တဏှာဖြစ်လာတဲ့အခါကျတော့တိမ့်ပိုက်လာတဲ့ဥပါဒနာတဲ့ဆွဲဆွဲလန်းလန်းကြီးဖြစ်လာတယ်လူချင်းုံနဲ့မကဘူးဆွဲလန်းပြီးတိမ့်ပိုက်လာတဲ့အဆင့်ရောက်တယ်တိမ့်ပိုက်လာတဲ့အဆင့်ရောက်တဲ့အခါကျတော့နောက်ထပ်ရဖို့မကြိုးစားလာဘူးလားဥပါဒနာပစ္စယဘဝကြိုးစားလာတဲ့အခါကျတော့ဘာဖြစ်လာလဲဘဝပစ္စယဇာတိအတိတ်တစ်ခုဖြစ်လာပြီဖြစ်လာရင်ဘာနဲ့တွေ့မလို့ဇာတိပစ္စယဇရာမရဏသွားပြီနော်ကဲလိုက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဘဝရဲ့ problem ကြီးမြင်ရလားမြင်ရပြီအဲ့ဒီ problem ကိုမြင်တဲ့နီလန်းမြင်ဖို့ရအသိဉာဏ်နဲ့အခုလိုထိုးထွင်းပြီးတော့သိရမယ်တဲ့အဲ့ဒါလိုထိုးထွင်းပြီးသိတာဒါသောတာပန်ပုဂ္ဂိုလ်ရဲ့အရည်သွေးတစ်ခုပဲအခြားအကြောင်းတွေလက်မခံတော့ဘူးဒါဒီအကြောင်းကြောင့်ဆိုတာသူလုံးဝလက်ခံအကြောင်းနဲ့အကျိုးကောင်းကောင်းသိသွားအတ္တထိုရိယတဝကပုဂ္ဂိုလ်စီရိယောညာယောမြင့်မြတ်ဖြူစင်တဲ့လမ်းစဉ်ဆိုတဲ့နိလန်းကိုလည်းပဲပညာရာသိပညာဖြင့်သူပတိန်သူဒိဋ္ဌောကောင်းစွာမြင်အပ်သည့်သုပ္ပတိဝိတောကောင်းစွာထိုးထွင်းရည်တည်ရသည်ဟောတိစင်စစ်မသွေဖြစ်ပါပေတော့ဣတိတဘဂဝါရွှေဖုံးတော်တဲ့ခင်ရှင်တော်မြတ်ဖရာသည်အဝေါစာကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်းအခုပြောခဲ့တဲ့အချက်၃ချက်ဘေး၅မျိုးရံ၅မျိုးကင်းရမယ်လူဘဝရလာတဲ့အခါမှာဘေးရန်တွေကင်းပြီးသားဖြစ်ရမယ်ကိုလှုပ်တဲ့ဘေးရန်တွေကိုယ်စီမှာမရောက်စေနဲ့ကိုလှုပ်လို့ရတဲ့ဘေးမလှုပ်နဲ့လို့ဆိုလို့မလှုပ်ရင်ဘေးရန်တွေငြိမ့်မယ်ငြိမ့်ပြီးတဲ့အခါကျတော့ဘာသာရေးနဲ့ပတ်သက်ပြီးတော့ခိုင်မြဲတဲ့မှန်ကန်တဲ့ယုံကြည်ချက်နဲ့ကိုချင်းတရားရှိရမယ်အကြောင်းကျိုးကိုဆင်ခြင်တတ်တဲ့သိမြင်တတ်တဲ့လမ်းမှန်ကန်တဲ့လမ်းစဉ်တရားကိုလည်းပဲအသိဉာဏ်နဲ့ထိုးထိုးထွင်းထွင်းသိရမယ်ဟောဒီအချက်၃ချက်အဓိကအချက်ကြီးတွေအဲ့ဒီအချက်၃ချက်ဟာသောတာပန်ပုဂ္ဂိုလ်ရဲ့ဘဝရုပ်ပုံလွှာအဲ့ဒီဘဝရုပ်ပုံလွှာနဲ့ပြည့်စုံပြီဆိုရင်မြတ်စွာဘုရားသခင်ကိုရောမြတ်ကသောထုရိယသဝကတိအခင်ခမနောမိမိကိုယ်ပြောခြင်းနဲ့ပါဆိုလို့ရှိရင်အတ္တနာဝမိမိကိုယ်တိုင်သာလင်အတ္တနာမိမိကိုယ်ပြကလေးရာထုတ်ပေါ်ပြောကြားနိုင်ပါတယ်ဟောဒီအချက်တွေနဲ့ပြည့်စုံပြီဆိုရင်ကိုယ်ကိုယ်ပြောတော့တယ်ဘာတွေပြောရမလဲအဟံငါသည်ခိနနေတဲ့ရောငရဲဆိုတာငါအဖို့မှကုန်ကြည့်ပြီခိနတိရိသနာယောနိငါအဖို့မှတရိစ္ဆာန်ပုံဆိုတာမရှိတော့ဘူးခိနာပိတိဝိတယောငါဘုမှာပိဋ္ဌာဘုံဆိုတာမရှိတော့ဘူးခိနာပါယာဒုက္ခတိဝိနိပါတောငါဘုမှာအပေဒုက္ခတိကိုကြာရောက်ခြင်းဆိုတဲ့သဘောငါမှမရှိတော့ဘူးရဲ့ငါမှမရှိတော့သည်အမိဖြစ်၏အပေ၄ပါးငါမှမရှိဘူးငါအတွက် there is no room for me နော်ငါမှအဲ့ဒီဘေးရန်နေကုန်းနေသည့်အတွက်ကြောင့်ငါမှအပေ၄ပါးချเสียဘာမှမရှိဘူးလို့ကိုယ်ယုံကြည်တယ်ဆုံးဖြတ်နိုင်တယ်မှန်တယ်မှာကြည့်လိုက်တဲ့အခါကျတော့ကိုယ်မျက်နှာထဲမှာဟုတ်လားမှဲ့ကလေးရှိရင်မှဲ့ရှိတာမြင်ရတယ်မရှိရင်မရှိဘူးလို့မြင်ရတယ်အဲ့ဒါလိုပဲဓမ္မချင်းမုံထဲမှာကြည့်လိုက်လို့ရှိရင်ခုပြောခဲ့တဲ့ဟာတွေကိုယ်မှမြင်လာငါမှငရဲကြเสียဆိုငါမှတစ်ခုမှမရှိတော့ပါလားသိဒါကြောင့်မို့လို့အဝိနိပါဒဓမ္မောဖယုဖယဲမိမိစိတ်ဆန္ဒမပါပဲအပင်ငရဲကြာရောက်ရတယ်ဆိုတဲ့သဘောမရှိတော့ပုရုဇဉ်ပုဂ္ဂိုလ်တွေဆိုတာမသိချဘူးနော်ကိုယ့်ရဲ့ဆန္ဒမပါပဲနဲ့ရောက်ချင်တာရောက်သွားတယ်ဘဝကူးတယ်ဆိုတာဘာနဲ့အလားတန်တူလုံးဆိုတခါတည်းဘာမှမမြင်ရတဲ့6ကဘာကြီးတဲ့ကိုမျက်စိမှိတ်ပြီးခုန်ချလိုက်တယ်လို့ပဲကြားကျင်တာနဲ့ကြားမှာတွေးကျင်တာနဲ့တွေးကိုယ့်ရဲ့ဆန္ဒအတိုင်းမဟုတ်ဘူးဖြစ်ချင်ရဖြစ်မှာပဲဟုတ်ကဲ့သောတာပန်ဖြစ်သွားပြီဆိုရင်အဲ့ဒီလိုဖြစ်ချင်တာမှမဖြစ်တော့ဘူးအဝိနိပါဒဓမ္မောမိမိရဲ့စိတ်ဆန္ဒမပါပဲနဲ့ဖြစ်ချင်ရဖြစ်တဲ့သဘောမရှိတော့သည်မရှိတော့သောနိယတော့မိမိရထားတဲ့အသိဉာဏ်ဟာသာဝရခိုင်မြဲတဲ့တမ္ပတ္တနိယမမျိုးဖြစ်တဲ့
တံဘောဓိပရာယနောအတိညာလင်လဲလျောင်းဟာရှိတယ်အတိညာဟာရှေ့ကိုခိုင်မာတဲ့ခိုင်မာပဲအတိညာလေးတိုးတက်တဲ့တိုးလက်တက်လာမယ်တံဘောဓိပရာယနောထမညာလင်လေးလျောင်းရာရှိသောသောတာပန်သောတကဲ့သောတာပန်ပုဂ္ဂိုလ်သည်အတ္တမိဖြစ်ခဲ့လေသည်ဟု၍အာကင်္ခမနောမိမိကိုယ်ကြောညာပြောဆိုလိုသည်ရှိသောအတ္တနာဝအတ္တနာမိမိကိုယ်ကိုယ်သာလင်ပြကရိယာပြောဆိုနိုင်ပါပေသည်ဟု၍ဘဂဝါရှိဘုန်းတော်သခင်ရှင်တော်မြတ်ဖရာသည်အဝေါစာကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်း